မင်္ဂလာပါရှင်ကိုစီတီတစီမျိုးတော် channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့တာရေးဆရာမြုပ်ကိုလင်္ကာရဲ့တိမ်ဟောင်းများရှိရာရက်စီသူဆိုတဲ့ဇာတ်လမ်းကိုတင်ဆက်ပေးသွားမှာပါကျေးဇူးတင်ပါတယ်ရှင်ညောင်ကိုင်းရွာလေးကမနက်ခင်းအလင်းရောင်အောက်မှာလှူရှားသက်ဝင်စွာနိုးလာတယ်ကြက်တွန်တန်တွေကရွာအတွင်းဟိုမှဒီမှကြားနေရတယ်ရှားကိုင်းလုပ်ငန်းခွင်ဝင်ရမယ့်ရွာသားတွေကမနက်စာအစောကြီးစားပြီးခိုင်းနွားတွေဆွဲပြီးတော့လုပ်ငန်းခွင်ဝင်ဖို့သွားနေကြပြီတိခိုဝါခုံးမဲ့သူတွေကလည်းလိုအပ်တာတွေယူပြီးတောတက်ဖို့ရွာထွက်ခွာနေကြပြီကျွန်ုပ်ကအိမ်ရှိကုပြစ်မှာထိုင်ပြီးရင်နွေးချမ်းတောက်ရင်အိမ်ရှိလမ်းမှာသွားနေတဲ့သူတွေကိုငေးရင်းရှိနေတယ်နော်ရမနက်စာအတွက်ကောင်းငင်းပေါင်းနေတော့ကြက်ပြီးမှုယူလာပေးတယ်ကောင်းငင်းပေါင်းပူပူနန်းလွန်နဲ့စားတောက်နေတဲ့ချိန်တာဝရောက်လာတယ်ဒါကွာတာဝကောင်းငင်းပေါင်းလာစားလောက်လို့လားကျွန်တော်စားလိုက်မှကိုကြီးမဝပဲဖြစ်နေမယ်နောက်တယ်ဥတာဝါတို့လာရင်စားလို့ရှောင်အများကြီးပေါင်းထားတာနော်ရပြောလဲပြောကောင်းကြီးမောက်ပကံယူလာပြီးထပ်သွားခုပြီးယူလာတယ်နော်ရနေရွာကိုတတိမရဘူးလားပြန်ကျင်စိတ်ရောမရှိဘူးလားဘသူကမွေးရမီမပြန်ကျင်မဲနေပါမလဲကိုကြီးဖိုးတီကိုလိုက်ပို့ခိုင်းမောကနေမရောက်တာလေကြာနေပြီပဲတာဝစကားကြောင့်နော်ရမျက်နှာညှိုးသွားတာကျွန်ုပ်တွေ့ရတယ်ခါတိုင်းအနားလာထိုင်ပေမဲ့အခုမထိုင်မဲအိမ်တွင်းဝင်သွားတယ်ဘာတွေသွားပြောနေရလဲတာဝရနော်ရကျွန်ုပ်ကိုလိုက်ပို့ခိုင်းနေရကြာပြီကျွန်ုပ်ကနေရွှေညရွှေလှုပ်နေတာဦးစင်းအောင်ဖေနဲ့ဦးစင်းတန်လုံးတို့သွားတော့ကလေလိုက်ပို့ပြီးမဲဆိုပြီးခီးနုံနေရနဲ့လိုက်မပို့လိုက်ရအောင်သွားတော့သွားတင်နေကိုကြီးဦးစင်းတွေကိုလည်းတွေ့ရနော်ရလည်းသူ့နေရပြန်ရောက်ဘလောက်ကောင်းလဲနော်ရတို့ရွာဘက်သွားဖို့ကခီးနှံပိုကျန်းနေတာဝဖြစ်ပြသမျှမင်းသိပြီးပါပြီမိုင်းနဲ့ပတ်သက်ပြီးတော့စိတ်ခံစားချက်ရှိလို့မသွားကျင်တာမို့လားသွားရအောင်ပါကိုကြီးရကျွန်တော်စဉ်းစားအောင်မယ်ကွာကြားရင်မစဉ်းစားနဲ့တော့အမြန်ဆုံးစဉ်းစားဒီကောင်ဘလို့ဖြစ်နေအောင်သွားပြီဆိုရင်တော့မင်းအတွက်ကျွန်ုပ်စိတ်မပေးဘူးနော်မင်းမိမထုတ်ပေးပါမလားတာဝပါကိုကြီးကမိမမသိအောင်ယူထားတဲ့ပတ်စံတွေရှိပါတယ်သွားမယ်နေတာပြောပါအိမ်တွင်းတခိုးကောင်မင်းမိမကိုကြုံရင်ပြောရအောင်မယ်မပြောပါနဲ့ဗျာမိမစိတ်ညံလက်မြက်ရှိတာကိုကြီးနဲ့သိတာပဲကျွန်တော်မလွယ်ဘူးမင်းလုံးနဲ့ရှမ်းတော့မကြခင်ခီးထွက်မဲ့ကြောင်သွားပြောလိုက်အောင်မယ်သွားပြီပြုတ်တာဝသူပတ်စံခိုးတဲ့အကြောင်းသူမိမပြောမယ်ဆိုလို့အမှန်တကယ်လန့်သွားပုံရှာတယ်ကျွန်ုပ်ထွက်ခွာသွားတဲ့တာဝကိုကြည့်ပြီးပြုံးမိတယ်နော်ရတို့ရွာသွားတဲ့ကြောင်တာဝပြောစကားမှန်နေတယ်ကျွန်ုပ်ကိုယ်တိုင်သွားဖို့စိတ်ကူးမကြခဏစိတ်ကူးရပေမယ့်စိတ်ကတွန့်ဆုတ်တယ်လို့ခံစားရတယ်ဘဝနဲ့ရှင်ခဲ့ရတဲ့ခံစားမှုတွေကကျွန်ုပ်စိတ်ကိုတွန့်ဆုတ်စေခြင်းဖြစ်တယ်ညနေပိုင်းမှာကျွန်ုပ်တို့ဆရာတပည့်ရက်ဝိုင်းဖွဲ့ကြတယ်ကိုတာဝပြောတာကိုကြီးနော်ရကိုသူ့ရွာအလင်းလိုက်ပို့မယ်ဆိုတာတကယ်လားဒီကောင်ပူရီပြောတာပါမဲလုံးရကျွန်ုပ်စဉ်းစားအောင်ပဲပြောထားတာဦးစင်းအောင်ဖေဦးစင်းတန်လုံးတို့တွေ့ရမှာသွားတင်နေထင်တယ်ကိုဖို့တေကျွန်တော်တော့တစ်ခါမှမရှာဘူးတော့မသွားချင်တယ်မင်းပြောတာမှန်နေရှင်တော့ဒီခေကြီးကသွားကိုသွားတင်တာမင်းလုံးဒီခေကြီးကမင်းအတွက်သွားဖို့စင်ပြေပါမလားပြေပါလေကိုကြီးကျွန်တော်ကြုံရတဲ့အဖြစ်ကကိုကြီးကြုံရတာနဲ့ဆိုင်တကယ်မဖြစ်စလောက်လို့ပြောလို့ရပါတယ်ကောင်းပြီဒါဆိုခကြီးသွားဖို့စီစဉ်တာပေါ့နော်ရကြီးကိုကြီးကနင်တို့ရွာသွားမေးတဲ့တော်ကအတန်ကြင်ကျင်နဲ့လှမ်းអော်တော့နော်ရအိမ်မောပြေးတက်လာတယ်တကယ်သွားမှလားဦးတော်ကလိမ့်နေရလားတကယ်သွားမှာပါလိုအပ်တာတွေပြင်ဆင်ထားဒီအပိုင်းသွားကြတာပေါ့ဝမ်းသာလိုက်တာကျွန်ုပ်စကားကြောင့်နော်ရဝမ်းသာအားရရှိနေတယ်ရွာကိုအလဲပြန်လို့တဲ့ဆန္ဒပြည့်သွားပြီမို့ပျော်နေခြင်းဖြစ်တယ်နင့်အတွက်ရွာပြန်လို့ရအောင်ငါကူပြောပေးတာနော်အမည်တစ်ခုခုတော့ကြွေးတဲ့နဲ့ရှမ်းမီဦးတော်ကအမည်တစ်ခုစီစဉ်ပေးမယ်နော်ရခက်သွက်အိမ်ရောက်ပြန်ဆင်းသွားတော့ကျွန်ုပ်တို့အားလုံးပြုံးလိုက်မိတယ်ခါတိုင်းဆိုရင်ရက်တော့ဖို့အမည်လောက်ခိုင်းတာဝကိုရန်တွေ့မှာဖြစ်ပေမဲ့အခုတော့တက်ကြွစွာနဲ့အမည်စီစဉ်ပေးနေတယ်ခီးထွက်ဖို့လိုအပ်တာတွေစီစဉ်ပြီးတပတ်ခန့်အကြာမှာကျွန်ုပ်တို့လူစုခီးထွက်လာကြတယ်နော်ရရှင်လန်းတက်ကြွစွာရှိနေတယ်ကျွန်ုပ်ကစိတ်ပျော်တာလည်းမဟုတ်မပျော်တာလည်းမဟုတ်စိတ်တွင်းခံစားချက်တစ်မျိုးတစ်ပုံထူးဆန်းစွာခံစားနေရတယ်ကျွန်ုပ်တို့ရန်ကုန်ရောက်တော့တစ်တော်ဝင်တောင်မင်းကိုမြမောင်အိမ်မှာတဲခုတညအိပ်ပြီးတော့ရထားနဲ့မန္တလေးခရီးဆက်ကြတယ်ဒီကတဆင့်မြကြီးနားကိုထပ်ပြီးခရီးဆက်ပြန်တယ်မြကြီးနားတဆင့်ခရီးအစဉ်စဉ်ဖြတ်တန်းပြီးကချင်ပြည်နယ်မြောက်ပိုင်းစီကိုခရီးဆက်လာကြတယ်ရာသီဥတုကနွေရာသီဖြစ်ပေမဲ့စွတ်စွထိုင်းပိုင်းစွာရှိနေတယ်ချမ်းအေးမှုနဲ့အတူနေရတနေ့တန်လုံးတစ်ကြိမ်ခန့်သာမြင်ရတဲ့နေရာများတယ်တိမ်ထူထက်ပြီးညပိုင်းမှာအချမ်းအသေးသေးတာတာပူနေတတ်တယ်နောက်ဆုံးတွေ့ရတဲ့ရွာငယ်မှာလိုအပ်တဲ့စားနပ်ရိက္ခာတွေနိုင်တလောက်တဲပြီးခရီးဆက်ကြတယ်ကျွန်ုပ်တို့အတွက်လမ်းမှာငွေကြီးတစ်ကောင်နဲ့တိုက်ခတ်ရတဲ့နေရာတောင်တော်ရှင်မနေမြေတွေကိုဖျက်ဆီးနေတဲ့အချိန်မှာ
ကျွန်ုပ်စိတ်အတွင်းတွေးများစွာနဲ့ရှိနေတယ်။လူသားတစ်ပိုင်းမကောင်းဆိုးဝါးတစ်ပိုင်းဝင်ပလွေတွေကိုတောင်တော်ရှင်မနေမီကိုဖျက်တမ်းစဉ်တွေ့ရမှစိတ်ပူပေမဲ့မတွေ့ရတော့မှတပြင်းချမိတယ်။နိုယာခရီးမသွားရတာကြာပြီမို့သူ့ငဲ့ရတဲ့အတွက်ခရီးစဉ်ကမြန်တင်းသလောက်မမြန်ဘူး။နိုယာရဲ့တောသူဖြစ်ပြီးတော့နှုတ်နေလိုက်တာတွတ်တွတ်လေးရှောက်စမ်းပါဟာ။ကိုကြီးဖိုးတီကိုဂုံးပိုးခိုင်းပါလား။အကျင့်မရှိလို့ပါဥသားကနောက်ဆိုရင်ရှောက်နိုင်သွားမှာပါ။ဟုတ်ကဲ့ရတယ်မပြောစမ်းပါနဲ့။နင့်ကိုတခုမေးစရာရှိလို့ဒီနောက်တက်ကလေးကြာပြီ။ခုထိကလေးမရှိတာမယူလို့လားမရလို့လား။ဟာဘာစကားကြီးလာပြောနေရလဲ။ဦးရေဒီမှာဥသားကပောက်ကြရလာပြောနေလို့ကျွန်ုပ်နောက်ကနော်ယာနဲ့တာဝစကားပြောတဲ့ကြားနေရတယ်။တာဝကနော်ယာမောပန်းပြေးစီဖို့စားနောက်နေခြင်းဖြစ်တာသိနေတယ်။နော်ယာခဲနဲ့လှမ်းပေါက်တော့တာဝတဟားအော်ရီပြီးတခြားသူတွေကိုအကာအကွယ်ရှူနေတယ်။ညနေပိုင်းရောက်တော့တောတနေရာမှာကျွန်ုပ်တို့ဖွဲ့စခန်းချတယ်။ချက်ပြုံးမဲ့ကိစ္စတော့တွေ့ကြုံရှိတဲ့ကျွန်ုပ်လူတွေပြုတ်နှုတ်နေပြီးနော်ယာကိုနားနေခိုင်းတယ်။ညပိုင်းမှာအထူးအရေးကြီးတဲ့ထင်းကိုလုံလောက်စွာရှာဖွေကြတယ်။ကျွန်ုပ်ကဟင်းစားအတွက်တနက်ရှူပြီးစခန်းအနီးထွက်လာတယ်။တန်းချောင်းသွားရင်ဘာသားကောင်မှမတွေ့ရတဲ့အတွက်လှည့်ပြန်မှုပြင်တဲ့ချိန်တခိုင်းချောင်းကျိုးတန်တဲ့အတူလူရိပ်တစ်ခုတောတွင်ပြေးဝင်သွားတာတွေ့ရတယ်။ဟေးမင်းမတူလေမပြေးနဲ့ရက်လိုက်ကျွန်ုပ်လန့်အော်ပေမဲ့ဒီနိုကတောတွင်ပြေးဝင်ပြောက်ွယ်သွားတယ်။ခုလိုချင်းဒီမျိုးမှလူတွေ့ရတဲ့အတွက်ကျွန်ုပ်ခေါင်းတွင်အချက်ပေးတံတွေစုညံ့သွားတယ်။စခန်းချရာကိုပြန်ရောက်တော့တခြားသူတွေစိတ်ပူမှဆိုလို့လူတွေ့တဲ့အကြောင်းမပြောဘဲထားလိုက်တယ်။ညစာစားတော့ပြီးတော့မိဖို့ပေးမှဝိုင်းပြီးလဝါမီးခင်ရင်စကားဝိုင်းဖွဲ့ပြောပြီးညနေတော့အားလုံးကိုအိတ်ခိုင်းပြီးကျွန်ုပ်ကမအိပ်ဖဲကင်းသမားတာဝန်ရှူတယ်။မိဖို့အတွင်းထင်းမပြတ်ထည့်ပြီးရင်နွေးချမ်းတိုးကြိုပြီးရင်နွေးချမ်းပူပူမှုတ်တောက်ရင်ပဝင်းကျင်ကိုတတိထားနားဆွင့်နေတယ်။ကျွန်ုပ်ဘေးမှာနှစ်ဖူးစည်းတက်မီနဲ့တနက်အစင်တင်ရှိနေတယ်။တောအတွင်းအရက်လေးမျက်နှာကနေလေးချုံတန်တွေဇက်တိုက်ကြားရတဲ့အတွက်ကျွန်ုပ်နှစ်ဖူးစည်းတက်မီတက်ပြီးတနက်ကိုကိုင်းပြီးတော့စက္ကနဲ့မတ်တဲ့ရက်ပြီးအရက်လေးမျက်နှာကိုကြည့်မိတယ်။ပဝင်းကျင်အမောင်တို့အတွင်းမီးနဲ့လိုက်ကြည့်ပေမဲ့ဘာအရေးရမှမတွေ့ဘူး။ကြားရတဲ့လေးချုံတန်အချက်ပေးတဲ့နေဖြစ်နိုင်ကြောင်းကျွန်ုပ်စိတ်အတွင်းတွေးမိတယ်။စိတ်ချရအောင်ပဝင်းကျင်ကိုလှည့်ပတ်ကြည့်ပြီးမှမိဖို့ပေးပြန်ထိုင်တယ်။ကျွန်ုပ်လူတွေတနေကုန်ပင်ပန်းစွာသွားလာနေရတာမို့နှစ်ချိုက်စွာအိမ်မောကျနေတယ်။ကျွန်ုပ်နှာခေါင်းတွင်တင်းပြန်းတဲ့မွေးရနဲ့ရှူဆိုင်လိုက်ရတဲ့ချိန်အိတ်ချင်စိတ်တွေတားဆီးမရအောင်ဖြစ်လာပြီးအတင်းခေါင်းခါပြီးမအိတ်ချင်အောင်ကြိုးစားထိမ့်ချုပ်နေပေမဲ့မျက်ခုံတွေလေးလံပြီးဦးခေါင်းငိုက်ဆိုင်ကျပြီးတော့နေရာမှာခွေလဲပြီးအိပ်ပျော်သွားတော့တယ်။ဘလောက်ကြောင်အိပ်ပျော်သွားတယ်မဆိုနိုင်ကျွန်ုပ်စက္ကနဲ့လန့်နိုးထားထိုင်ပြီးဘေးပတ်ဝန်းကျင်ကိုကြည့်တော့ကျွန်ုပ်စကန်းချရာမိဖို့နာမှာအိတ်နေခြင်းမဟုတ်တယ်လို့ကျွန်ုပ်လူတွေကိုမတွေ့ရတဲ့အတွက်ခေါင်းတစ်ပန်းကြီးသွားတယ်။ဟာဘယ်ရောက်နေရလဲ။ကျွန်ုပ်ရောက်နေတဲ့နေရာမှာတစ်သားတွေနေကထားတဲ့အချုပ်ခန်းတစ်ခုဖြစ်နေတယ်။ကျွန်ုပ်ရှူရှမ်းရတဲ့အနံ့အိတ်ဆေးငွေဖြစ်နေတယ်။ကျွန်ုပ်တို့အားလုံးအိပ်ပျော်သွားတော့မှအလွယ်တကူဖမ်းလာခြင်းဖြစ်ကြောင်းတွေးမိလိုက်တယ်။ကျွန်ုပ်လူတွေပြောင်းနေတဲ့အတွက်စိုးရိမ်စိတ်ဝင်နေမိတယ်။လို့လာပြီလား။မင်းအိပ်ပျော်သွားတာတော်ကြတာပဲ။ခမရဘာလို့လဲ။ဘာလို့ကျွန်ုပ်တို့ဖမ်းလာရတာလဲ။ကျွန်ုပ်လူတွေကိုဘယ်မှလဲ။ကျွန်ုပ်အတွေးတွေနဲ့ရှိနေတဲ့ချိန်စကားပြောတန်ကြားရပြီးကျုပ်ခန်းရှိရှောက်လာသူတယောက်ကိုတွေ့ရတယ်။သက်60ကျော်ရွယ်လူကြီးတယောက်ဖြစ်တယ်။ကျွန်ုပ်ဒေါသတကြီးမေးတော့လူကြီးကမျက်နှာအမူအရာတည်ငြိမ်စွာနဲ့ရှိနေတယ်။မင်းလူတွေရှိပါတယ်။ဘေးလဲကင်းပါတယ်။မင်းတို့ဖမ်းထားတာအန္တရာယ်ပေးဖို့မဟုတ်ပါဘူး။မင်းတို့ကအန္တရာယ်ပြုတ်မှဆိုလို့ရင်ဆုံးဖမ်းချုပ်ထားတာပါ။ဘာအတွက်မလိုအပ်တာတွေပြောနေရတာလဲ။ကျွန်ုပ်တို့မဖမ်းချုပ်ထားဘူးဆိုရင်အခုပြန်လွတ်ပြီ။အရှင်တော့ကတော့ဒီနယ်မြေမှာတောင်တော်ရှင်မစွာရှိခဲ့ဘူးတယ်။မကောင်းဆိုးဝါးတမန်းဝင်ပလွေကိုထိန်းချုပ်ပြီးရက်ဆက်တဲ့မကောင်းဆိုးဝါးမှတကောင်ပဲ။ဒီနောက်ကျန်းတဲ့မကောင်းဆိုးဝါးမှကိုတတ်နိုင်တဲ့သူတယောက်ပေါ်လာခဲ့တယ်။ဘာတကူဆွမ်းမှမရှိတဲ့တာမန်လူသားတယောက်ကတတ်သွားတာ။အဲ့ဒါမင်းတို့သိလိုက်တဲ့သူတွေရှိတယ်။တောင်တော်ရှင်မကိုတတ်လိုက်တာမင်းဆိုတာသိကြရဲ့လား။ဟုတ်တယ်ဗျာ။သူ့ကိုတတ်လို့ကျွန်ုပ်တို့ဖမ်းထားလား။ဟာဝမ်းသာလိုက်တာ။ဒီကောင်တွေချုပ်ခန်းတကောက်ဖွင့်ပေးလိုက်ကြ။တောင်တော်ရှင်မကိုတတ်တယ်ဆိုတဲ့စကားကြောင့်လူကြီးမူရာဝမ်းသာအားရဖြစ်ပြီးချုပ်ခန်းတကားကိုဖွင့်ခိုင်းတော့လူနှစ်ယောက်ရောက်လာပြီးတကားလာဖွင့်ပေးတယ်။ကျွန်ုပ်နားမလည်နိုင်စွာနဲ့အချုပ်ပြင်ပထွက်လိုက်တယ်။တောင်တော်ရှင်မကိုတတ်ခဲ့တဲ့သူရဲကောင်းနာမည်ကဘသူလဲသိပြရစီ။အစတော့ဖမ်းပြီးခုကျသူရဲကောင်းဖြစ်သွားပြန်ပြီလား။ကျွန်ုပ်နာမည်ဖိုးတင်။ကျွန်ုပ်လူတွေနဲ့တွေ့လို့ရပြီလားဦးလေး။နားလည်မှုလွဲသွားပြီးဖမ်းချုပ်မိတာခွင့်လွတ်ပါမောင်ဖိုးတင်။လာပါမင်းလူတွေနဲ့လိုက်တွေ့ပါ။ပြီးရင်ဦးလေးတို့ကြုံနေရတဲ့အကြောင်းအရာတွေပြောပြပါမယ်။ကျွန်ုပ်ကိုဖမ်းချုပ်ထားရတဲပြင်ပထွက်တော့ပြင်ဘက်မှာရွှာငယ်တရွာတွေ့တယ်။
အိမ်ကြီး90ခန့်ရွာငယ်လေးပဲရွာလူကြီးလူငယ်အရွယ်ဆုံးကျွန်ုပ်ကိုဝိုင်းကြည့်နေတယ်ကျွန်ုပ်ကိုစကားပြောတဲ့လူကြီးကသူတို့ဘာသာနဲ့တခုခုလှမ်းပြောတော့ရက်ကြည့်နေတဲ့သူတွေဝမ်းသာအားရအော်ဟစ်နေတယ်လို့ကျွန်ုပ်နားရောက်လာပြီးဝိဖက်နှုတ်ဆက်လာကြပြန်တယ်ကျွန်ုပ်လူတွေရှောက်လာတာကိုတွေ့ရလို့ဝမ်းသာသွားမိတယ်ဦးဘာမှမဖြစ်ဘူးနော်ဝမ်းသာလိုက်တာဦးရဲ့ငိုမနေရောနဲ့နော်ရဦးဘာမှမဖြစ်ဘူးတိတ်တော့နော်ရကျွန်ုပ်ကိုတွေ့တော့အပြေးရောက်လာပြီးဖတ်ငိုနေလို့နှစ်သိမ့်ပေးရတယ်နိုးလာတော့ကျွန်တော်တို့အချုပ်ထဲရောက်နေတာဘလို့ရောက်နေမှစဉ်းစားမရအောင်ချုပ်ထဲဘလို့ရောက်နေမှမသိတာတမျိုးကိုကြီးပြောက်တာတမျိုးနဲ့စိတ်ပူနေရတာနော်ရတော့ငိုသလားမမေ့နဲ့မသေးပါဘူးပြောလည်းမရလင်းကိုတော်တော်ချစ်တယ်ဦးတာဝါနော်စမနေနဲ့သမီးဘလောက်ဝမ်းနေရတာသမီးကိုသမီးပဲသိတယ်ကဲလူတွေစုံသွားပြီရှေ့ဆက်ဘာဖြစ်မလဲတော့မသိဘူးဦးလေးကျွန်ုပ်တို့ဘာလုပ်ရမလဲလာဦးလေးနောက်လိုက်ခဲ့ကြတရွာလုံးဗမာစကားပြောတတ်သူဆိုလို့တယောက်ပဲရှိပုံရတယ်ဗမာစကားပြောတတ်တဲ့လူကြီးကထီးပုံစံအမိုးနဲ့စောက်ထားတဲ့အိမ်တလုံးပေါ်တက်သွားတော့ကျွန်ုပ်တို့လိုက်တက်ခဲ့တယ်ဝါကြခင်းထားတဲ့အိမ်ပေါ်တက်တဲ့ချိန်တေခန်းလေရှုံမှန်ထားတဲ့မိဖို့ပေါ်မှာဦးတလုံးမီးပြင်းပြင်းထိုးပြီးတော့ချက်ပြုတ်ထားတာတွေ့ရတယ်လူကြီးကမိဖို့ဘေးတနေရာမှာထိုင်တော့ကျွန်ုပ်တို့လည်းဝိုင်းပတ်ထိုင်လိုက်ကြတယ်မီးအရှိန်နဲ့တဲအတွင်းမှာရနှွေးထွေးစွာရှိနေတယ်မိမကြီးတယောက်နောက်ပြင်းကထွက်လာတော့သူ့လက်အတွင်းမြေခွက်လေးတွေနဲ့တစ်သားစွန်းတွေပါလာတယ်မြေဦးဖုံကိုမိမကြီးကဖွင့်ပြီးတစ်သားစွန်းရှိတစ်ခုနဲ့အတွင်းကဆံပြုတ်တွေကိုခွက်တွေအတွင်းထည့်ပြီးကျွန်ုပ်တို့တယောက်တစ်ခွက်ပေးတော့အားလုံးယူလိုက်ကြတယ်စာနေကြရောပေါ့စားကြမောင်ဖို့တည်လိုအပ်ရင်ထက်အာမနာနဲ့စားကြကျွန်ုပ်ကဇုံးနဲ့ခတ်တောက်ကြည့်တော့ပြောင်းဆန်တဲ့အသားတစ်မျိုးနူးဤနေအောင်ချက်ပြုတ်ထားတဲ့ဆံပြုတ်ကအရသာရှိလို့နှစ်ပကံစားလိုက်ကြတယ်ကျွန်ုပ်တို့စားတောက်နေတဲ့ချိန်လူကြီးကစေးတံခဲနေတယ်စားတောက်ပြီးခွက်တွေကိုမိမကြီးကတိမ့်ဆဲနေတဲ့ချိန်ကျွန်ုပ်တို့ခေါ်လာတဲ့လူကြီးကလေပင်ရှည်မျိုးတစ်လုံးမှာရှည်ထည့်ယူလာပြီးစံပြုတ်အိုးကိုမိဖို့ဘေးမှာကတ်ချပြီးရှည်ထည့်လာတဲ့မြေဦးငယ်ကိုမိဖို့ပေါ်တင်လိုက်ပြီးထင်းချောင်းတွေထက်ထည့်ပြီးတော့ဝါပြောင်းရှည်နဲ့မှုတ်ရင်းရှိနေတယ်ဦးလေးကတရွာလုံးမှာတယောက်တည်းဗမာစကားပြောတဲ့သူလားဟုတ်တယ်ဖို့တယ်ဦးလေးငယ်ငယ်ကလိုအပ်တာတွေရှောင်းဖို့ဝယ်ဖို့တွားရတဲ့သူတွေပါတာမို့ဗမာစကားသင်ထားရလို့တက်နေတာဦးတို့လူမျိုးစုကရေကြီးရမျက်နှာရလှည့်ပတ်သွားတဲ့သူတွေပေါ့ဦးလေးနာမည်ကနွယ်ရီပုံလို့ခေါ်တယ်ညီမတို့အဓိပ္ပာယ်ပြန်ရင်ရဲရင်နဲ့လူပေါ့ဦးလေးကဒီရွာရဲ့ခေါင်းဆောင်တယောက်လည်းဖြစ်တယ်ဒီရွာကိုခေါ်လာရတဲ့အကြောင်းပြောပြပါလားပြောရရင်တောင်တော်ရှင်မကိုမင်းတက်လိုက်တော့တမန်းဝင်ပလွေမျိုးနွယ်စုကခေါင်းဆောင်တယောက်တင်မြောက်တယ်တင်မြောက်တဲ့ခေါင်းဆောင်ဝင်ပလွေကရက်ဆက်ကြမ်းကြုတ်တယ်လို့ညံလေးကောင်းတယ်ဦးလေးတို့ကြီးရွာပါဝင်ဒီဒေသရွာတွေကိုတလတခါစက်ကြီးပုံစံသားကောင်ရှာပေးခိုင်းတယ်လိုအပ်တဲ့သားကောင်က10ကောင်ဆိုပါတော့9ကောင်ပဲပေးနိုင်ရွာလူ9ယောက်ကိုဖမ်းခေါ်သွားတယ်အဲ့ဒီလူတွေကိုအပြေးခိုင်းပြီးရိုးရိုးဝင်ပလွေတွေကိုအမဲလိုက်ခိုင်းတယ်ထွက်ပြေးလို့လွတ်တဲ့သူနေတယ်ဝင်ပလွေစီစားတောက်ခံရသူကပိုများပါတယ်တော်ရက်ဆက်တဲ့တမန်းဝင်ပလွေတွေပဲဦးလေးတို့စုပေါင်းပြီးမတိုက်ဘူးလားသူတို့တိုက်လို့ဘယ်နိုင်မှမလဲကွာသူတို့ကတမန်းဝင်ပလွေတွေလေတောင်တော်ရှင်မကိုမင်းတက်သွားတယ်ဆိုတဲ့တဲ့ရင်ကတနေ့လုံးသိတယ်လူပုံစံလေးတချို့ရွာလူတွေမြင်ဘူးတယ်ဒီနေမီးမိန်းကလေးတယောက်ကမင်းမိန်းမဖြစ်ခေါ်သွားတာဆိုတော့မင်းလာမျောနေကြတာကျွန်ုပ်ကတမန်းဝင်ပလွေကိုတက်ပေးရမှာပေါ့ရိုးရိုးတသားလာကူညီတောင်းလေရတာပဲဦးလေးရဘာလို့များဖမ်းခေါ်လာရတာလဲအသက်အန္တရာယ်နှီးစက်တဲ့အလုပ်မို့မင်းမကူညီမှစိုးတာကြောင့်လေပါသလိုနောက်တစ်ခုကရွာသားတွေကိုဒုက္ခပေးမဲ့လူစိမ်းတွေဖြစ်နေမှကြောက်တာလေပါလို့ပါအဲဒီကိစ္စအတွက်လေတစ်ဖွဲ့လုံးတောင်းပန်ပါတယ်ရပါတယ်သူတို့ခေါင်းဆောင်သာတက်နိုင်တခြားကောင်တွေတက်ဆုပ်သွားမယ်ထင်တာပဲခတ်တာရန်သူလုံနိုင်စွာထည့်တွက်ရမယ်ဝင်ပလွေကိုတက်ဖို့ငွေသားဓာတ်တွေရှင်ပိုကောင်းမယ်ဦးလေငွေသားကတော့ရှာပေးလို့ရပါတယ်ရွာမှာဓာတ်လို့တက်သူမရှိတာခက်နေတာဓာတ်လို့ဖို့မပေးဖို့လည်းမရှိတော့တက်သူရှိရင်လည်းအလကားပါပဲကျမကြိမ်တော့ကတောင်တော်ရှင်မနောက်လိုက်တမန်းဝင်ပလွေတွေကိုရိုးရိုးထားနဲ့တက်ခဲ့တာပဲခုလေးရလောက်ပါတယ်ကိုကြီးဟာစိတ်ရှုပ်မခံပါနဲ့ဒီအတိုင်းတိုက်ကြရအောင်သူတို့အားနဲ့ချက်ကိုသိပြီးတော့ကြိုတင်ပြင်ဆင်ထားမှစိတ်ပူတာမဲလို့တောင်တော်ရှင်မနောက်ကပါလာတဲ့လူသားတမန်းဝင်ပလွေပုံပြောင်းနေမဟုတ်ဘူးမကောင်းဆိုးဝါအနှွဲဝင်နေပြောရမယ်လူသားကနေတမန်းဝင်ပလွေပြောင်းထားတဲ့ကောင်တွေကြရိုးရိုးလက်နဲ့မစွမ်းနိုင်ဘူးငွေလိုအရာဝတ္ထုမျိုးကသာသူတို့ထိခံအောင်လုပ်နိုင်နေကြဘူးတယ်အဲ့ဒါကြိုတင်ပြင်ဆင်ထားရမယ်နွားရီပေါ်တစ်သားတုံးမောက်ခောက်တော့ရွာအတွင်းကလူတွေရောက်လာတယ်သူ့ရဲ့လူတွေဘက်လှည့်ပြီးနွားရီပေါ်ဒေသခံစကားနဲ့ပြောဆိုမေးမြန်းတော့
လူကြီးတယောက်ရှိကိုထွက်လာပြီးနွေပုံးနဲ့စကားပြန်လည်ပြောနေတယ်ပြီးတဲ့နောက်ကျွန်ုပ်နီးလျှောက်လာပြီးဒီလူကလွန်ခဲ့တဲ့နှစ်အနည်းငယ်ကတော်တဲ့အမဲဝင်ပြင်းရင်တောင်ခုလက်နေရမှာလှိုင်ကူတစ်ခုရှိလို့ထဲဝင်ကြည့်တာလူသေးအယိုးစုတွေနဲ့ငွေထားတွေးလို့တဲ့ဟိုရှင်းနေပေါင်းများစွာတွေကဒီဒေသမှာလူနဲ့တမန်းဝင်ပလွေတိုက်ပွဲတွေရှိခဲ့တယ်လို့သိရတယ်။နောက်ဆရာငွေထားနဲ့တမန်းဝင်ပလွေကိုတတ်လို့ရတာသူတို့သိနေတာထူးဆန်းနေတယ်။အထူးဆန်းမဦးလေလူသားဆိုတာအမြဲစူးစမ်းရှာဖွေနေကြတာသူတို့လည်းငွေထားအသာတမန်းဝင်ပလွေတွေကိုတတ်နိုင်မှသိသွားတဲ့ပုံပဲကျွန်တော်တို့သွားယူခြင်းနဲ့ဦးလေအလွယ်တကူတော့ယူလို့ရဟန်မရှိဘူး။သူပြောတာကကိုအတွင်းမရကြောက်စရာတန်ကြီးတန်ကြားလို့အမြန်ပြေးလာရတယ်တဲ့။ဘာပဲဖြစ်ဖြစ်ဒီလူကိုအဲ့ဒီနေရာလိုက်ပို့ခိုင်းပါသူဝင်စရာမလိုပါဘူး။လိုင်ကူထဲဝင်ပြီးဓာတ်တွေကျွန်ုပ်တို့ယူမယ်။ကျွန်ုပ်စကားကြောင့်နွယ်ရီပေါ်ကူတွေ့တဲ့သူတို့ဘာသာစကားနဲ့ပြန်ပြောတော့ဒီလူကနွယ်ရီပေါ်နဲ့ပြန်လည်ပြောနေတယ်။သူကတော့ပြောတယ်မောင်ဖိုးတီနေရာလိုက်ပြမယ်။ကျင်းပေါက်ထဲတော့သူမဝင်ပြရစေနဲ့တဲ့။ရပါတယ်ဦးလေးခုပဲခီးထွက်ဖို့ပြောပေးပါ။မင်းတို့ခီးဝေးရလာကြရတာပင်မနေရောပေါ့။နားကြအောင်လေ။ကျွန်ုပ်တို့ရှေ့ဆက်သွားမှာတားဝေးသေးတာမို့လို့အချိန်ဖြုံးလို့မဖြစ်တော့ဘူးလေလှုပ်ရှားရှိရအမြန်လှုပ်ရလိမ့်မယ်ကျွန်ုပ်ခရီးစဉ်အဝေးသွားရအောင်မှဖြစ်လို့နားမနေလို့ခြင်းဦးမဆိုင်တဲ့အလုပ်တွေရှောက်လုပ်နေရလားအသက်အန္တရာယ်များတဲ့အလုပ်ကိုဘာလို့ကူညီဖို့လုပ်တာလဲသူတို့မတက်နိုင်တဲ့အလုပ်မို့ကူညီပေးမဲ့သူမျှော်နေတယ်မျှော်နေသူကလေဥဖြစ်နေတော့သွားရလိမ့်မယ်နော်ရဒီမှာစောင့်နေရပါဘေးကင်းကင်းပြန်လာပါမယ်ဒီခရီးမလာမိရင်အကောင်းသားဦးပူစာမိလို့ဦးအခုလိုလုပ်မျိုးတွေလုပ်နေရတာမနဲ့မနေပါနဲ့စိတ်နဲ့မစင်းရဲနဲ့ဘေးကင်းကင်းပြန်လာမယ်။ဦးလေးကျွန်ုပ်မိမကိုကျွန်ုပ်တို့မရှိတဲ့ချိန်စောင့်ရှောက်ထားပေးပါ။ဦးကောင်းတွေတကယ်လိုအပ်တဲ့အသုံးဆောင်လောက်ပဲယူတခြားမလိုတာတွေထားခဲ့ကျွန်ုပ်ဝမ်းနေနေတဲ့နောယာကိုနှစ်သိမ့်ပြီးနွယ်ရီပေါ်ကိုနောယာကိုကျွန်ုပ်မရှိချိန်စောင့်ရှောက်ထားခိုင်းပြီးတစ်ဆက်တည်းကျွန်ုပ်လူတွေကိုလိုအပ်တာတွေပြင်ဆင်ခိုင်းပြီးရွာထွက်လာကြတယ်။ရှာတီဥတို့ကမုံမိုင်းအုံဆိုင်တဲ့ရှာတီဥတို့အခြေအနေမျိုးကျွန်ုပ်တို့ဥဆောင်ခေါ်လာတဲ့ရွာသားပလိုင်းတလုံးခါမှပတ်ပြီးရှေ့ရသွားနေတယ်။ကျွန်ုပ်တို့လည်းသူ့ဥဆောင်ရနောက်လိုက်လာခဲ့တယ်။ကျွန်ုပ်တို့ရွာထွက်လာချိန်၈ နာရီကျော်ခန့်ရှိပြီ။ကိုကြီးဖိုးတီကိုဘဝတွေများမိန်းကလေးတွေအများကြီးနဲ့ဇလန်းရှုပ်ချက်ခန့်နေရပဲ။ကျွန်တော်တို့ဘဝပဲအေးချမ်းတယ်။ကိုသားကလည်းဇလန်းတွေရှိပါတယ်။ကမလာဆရာကြီးသားဝဆိုပြီးတော့တွေ့ရရှောက်ရိုက်တာ။နွားကြီးလှလို့ဆိုပြီးရှေ့ရရိုက်နောက်ကရိုက်လှုပ်နေတာ။နွားကန်လူနွားချေးပုံနဲ့လဲတာလေ။အဲ့ဒါကျွန်တော်တခါမှမမေ့ဘူး။အဲ့ကောင်မေးလို့မင်းကငါပြောနေရမဟုတ်ဘူးလေငါ့ကိုလာမစနဲ့နောက်ကြံသေးတယ်တကြီးသမီးကိုညပိုင်းစကားပြောဖို့သူ့အိမ်ကိုသွားတာအင်သားချင်းဟောင်းနဲ့ပြုတ်ကြတာတွေရောကျွန်ုပ်တို့ရင်းနေသလောက်တာဝမျက်နှာရှုံမဲ့နေတယ်မင်းရောသူများချစ်သူသမီးစားတွေကခွဲနေရလို့ပြန်တွေ့တတိယကြောင်လွမ်းကြောင်ပြောကြတာမင်းကြမှာတင်းလိုက်ရပြန်တွေ့တော့တတိယလို့ဆိုပြီးပါရိုက်တာလေအလေကျွန်းကရိုက်လိုက်တာငါအိမ်ကတော့ကြားရတယ်ရှက်စရာမှမဟုတ်တာအဲ့ဒီထက်တောင်လှုပ်တင်သေးတာ3-4နှစ်အကြာကြီးကျွန်တော်ကြာကြီးပျောက်သွားတာလေ။ तू ကတစ္ဆာရှိစောင့်နေတာ။ဓာတ်နဲ့ထိုးရင်တော့ခံရမှာ။ကျွန်ုပ်လူတွေစုညံစွာရီမောနေတဲ့ချိန်ရှေ့ရသွားနေတဲ့ရွာသားတိတ်နေဖို့အမှုရာနဲ့နောက်လှည့်ပြီးလက်ဝါးကားပြရင်ရှေ့ကိုလက်ညှိုးညွှန်ပြတယ်။ तू ပြနေတဲ့နေရာကိုကျွန်ုပ်တို့ကြည့်တော့တောတနေရာမှာလှုပ်ရှားသွားလာနေတဲ့အကောင်တစ်ကောင်တွေ့တယ်။အဖြူရောင်အစင်းရှိတဲ့နှင်းဝင်ပလွေကြီးတစ်ကောင်ဖြစ်နေတာတွေ့ရတယ်။ဝင်ပလွေကြီးကကျွန်ုပ်တို့မြင်သွားပြီးခဏကြည့်ပြီးတော့တောတွင်းဝင်သွားတယ်။နင်းပွင့်လိုဖြူဖွေးနေတဲ့အရောင်စင်းအမွေးဖွားဖွားတွေနဲ့တာမန်ဝင်ပလွေကြီးထက်ပိုကြီးတဲ့ဝင်ပလွေကြီးဖြစ်တယ်။ကျွန်ုပ်တို့လိုက်ဖို့သူကတကူလုံးတစ်ဆက်ဆက်တုံရင်ပြီးမြေကြီးပေါ်ဒူးထောက်ပြီးတော့ဦးကောင်းမြေကြီးထိနှုတ်မတက်ညှို့ပြီးပါဇက်ကတီးရိုးရွတ်ဆိုပြီးတခုခုတိုင်တီနေရန်တူတယ်။ခါအိတ်ရှုံလေးထုတ်ဖွင့်ပြီးသွန်ချလိုက်တော့အယိုးစလေးပါလာတယ်။ဒီအယိုးစတွေကိုလက်ဝါးနဲ့စုပ်ကန်ရင်နှစ်ဖူးမှာကပ်မျက်လုံးမိတ်တို့ယူရင်အယိုးတွေမြေပေါ်ကျဲချလိုက်တယ်။ကျွန်ုပ်တို့ရွာသားဘာလုပ်နေရလဲငေးကြည့်နေမိတယ်။အယိုးတွေကိုကြည့်ပြီးရွာသားမျက်နှာပြုံးသွားတယ်။ပြီးတဲ့နောက်စက္ကနဲ့မတ်တက်ရက်လက်နှစ်ဖက်မိုးပေါ်မြောက်ရင်းဝမ်းသာအားရဟစ်ကြွေးနေတော့တယ်။ပြီးတဲ့နောက်ရှေ့ကနေတက်ကြွတဲ့ခြေနှမ်းတွေနဲ့ဥဆောင်သွားနေတော့တယ်။အယိုးကြီးကြနေရပဲ။ဘာလို့ညာလဲမသိဘူး။အယိုးဘေးတွေကြည့်နေတာကွာ။ကြည့်ရတာနမိတ်ကောင်းတဲ့ပုံပဲ။တာဝါဒေတာကန်လိုလုပ်နေရဲ့အယိုးဘေးတွေကြည့်တာကိုနားမလည်စွာနဲ့ပြောလာလို့ကျွန်ုပ်ပြန်ပြောပြနေရတယ်။တတော်ဝင်တရောင်တက်ခရီးဆက်ရင်ညနေဆောင်ချိန်ရောက်လာတယ်။ကျွန်ုပ်တို့တောင်မြင့်တလုံးပေါ်ရောက်လာကြတယ်။ဒေသခံလူကြီးကတောင်အောက်ဖက်နေရလက်ညှိုးညွှန်ပြပြီးလက်ဟန်ပြပြီးတော့လိုင်ကူဝရှိကြောင်ပြောတယ်။ဒီတောင်အလေလောက်မှာ
လိုင်ကူပေါက်ရှိရလို့သိရတယ်။အခုကျွန်ုပ်စင်းမယ်။ကျွန်ုပ်နဲ့တယောက်လိုက်ခဲ့ရမယ်။ဘယ်သူလိုက်မလဲဆိုတာမင်းတို့ပဲဆုံးဖြတ်ကြ။အားလုံးအတူစင်းလို့မရှောင်လားကိုဖိုးတီမဖြစ်ဘူးရန်တော်အရေးအကြောင်းတစုံတရာကြုံရင်အပေါ်ကလူတွေကဆွဲတင်ပေးလို့ရတယ်။ကျွန်တော်လိုက်ခဲ့မယ်ကိုကြီးဖိုးတီအေးမဲလုံးအဆင်ပြေတယ်။အားလုံးຫນွေကြိုးတွေရှာမယ်။ကျွန်ုပ်တို့လူစုလူတယောက်ခုနိုင်တဲ့ຫນွေကြိုးတွေရှာပြီးຫນွေကြိုးတွေဆက်လိုက်ကြပြီးတော့တောင်ဆောင်အနီးဆုံးတစ်ပင်မှာကျိုးစားကိုချီနှောင်ပြီးကျန်တဲ့ကျိုးစားတွေကိုအောက်ကိုပစ်ချလိုက်ကြတယ်။ပြီးရင်နောက်ကျိုးစားတွေတွဲလဲခုတ်ပြီးအောက်ကိုဆင်းလာကြတယ်။15တောင်ခန့်အောက်ကိုဆင်းပြီးရဲ့ချိန်တောင်နေရာမှာကူပေါက်ကြီးတစ်ပေါက်ကိုတွေ့ရတယ်။ကျွန်ုပ်တို့နေရာကူပေါက်တွင်ဝင်လိုက်ကြတယ်။နေဝင်သွားပြီးအမှောင်တူရောက်လာပြီးမှုမီးတွေဖွင့်လိုက်ရင်တနက်တွေအသင့်နေထားကိုင်းပြီးသတိဝရိယနဲ့လိုင်ကူအတွင်းဝင်လိုက်ကြတယ်။ဆူဆူမဲမောင်နေတဲ့လိုင်ကူအတွင်းဟိုဒီကြည့်ပြီးတဖြည်းဖြည်းအတွင်းကိုဝင်ရောက်ခဲ့တယ်။9မိနစ်ကြာဝင်ပြီးတဲ့အချိန်ထိငွေရောင်တောင်းကိုမတွေ့ရသေးတဲ့အတွက်ရှေ့ဆက်ပြီးအတွင်းကိုသတိထားဝင်လာခဲ့တယ်။မီးရောင်အောက်မှာအရှောင်းလက်ခဏဲဖြစ်သွားလို့ဂူနရန်ဒီသွားကြည့်တော့ငွေရောင်တစ်မြောင်တလန့်တွေ့ရတယ်။စွေးမြေ့နေတဲ့အယိုးစုတစ်ကောင်ဓာတ်ကိုကင်ထားခြင်းဖြစ်ပြီးဖြုတ်လိုက်တော့ပုံစံမပြတ်ရှိနေတဲ့အယိုးစုကအမှုန်ကြည်သွားတော့တယ်။ကျွန်ုပ်ကတစ်မြောင်မဲလုံးပေးတယ်။ရှေ့ဆက်ပြီးရှောက်လာတော့ငွေသားရှည်တွေနဲ့အယိုးစုတွေတွေ့လို့တရှည်လေးလက်ကိုစုပြီးကျိုးနဲ့စီးနှောင်ပြီးကျွန်ုပ်လွယ်ပိုးပြီးတော့အပြင်ကိုပြန်ထွက်ဖို့ပြင်နေရဲ့ချိန်ဂူအတွင်းပိုင်းကကြားရတဲ့အတန်တွေကြောင့်ကျွန်ုပ်အတွင်းဘက်ကိုကြည့်ပြီးတော့လင်းတို့တောင်ပန်တွေနဲ့ကြောက်လန့်စရာရုပ်သွင်းရှိတဲ့အကောင်ဆိုးဝါးတွေပြန်တန်းလာတာတွေ့ရတယ်။အရွယ်စားမြောက်ကြီးတကောင်အရွယ်စားဖြစ်ပြီးနေရဲတဲ့မျက်လုံးတွေကိုမီးရအောင်မှတွေ့ရတယ်။မဲလုံးကူပေါက်အမြန်ပြေးကျွန်ုပ်ကရံပြုတ်ပြန်လာတဲ့မကောင်းဆိုးဝါးတွေကိုတနက်နဲ့နှစ်ချက်ဆင်ပြစ်ပြီးမဲလုံးပြေးခိုင်းတယ်လို့ကျွန်ုပ်လည်းနောက်ဆုတ်ပြေးတယ်။မဲလုံးကအနီးမှတွေ့တဲ့ဓာတ်တလက်ကိုကောက်ပြီးမကောင်းဆိုးဝါးတကောင်ကိုပြေးရင်လှည့်ပြေးတယ်။ကူအတွင်းကမြောင်များစွာသောမကောင်းဆိုးဝါးတွေထွက်လာတော့ကျွန်ုပ်ကူဝါကနေပြစ်ခတ်ရင်မဲလုံးပြေးတောင်ပြစ်ပေးနေတယ်။မဲလုံးကຫນွေကြိုးကိုဆွဲပြီးတောင်ပေါ်ပြေးတက်သွားတယ်။ကျွန်ုပ်ကမကောင်းဆိုးဝါးတွေနီးကပ်လာတော့တနက်ကိုသိမ်းပြီးကျုံးကဓာတ်တစ်ချောင်းဆွဲထုတ်ပြီးမကောင်းဆိုးဝါးတွေကိုခုတ်ရင်းအပေါ်တက်ဖို့ခတ်နေတယ်။ကိုဖိုးတီတောင်ပေါ်မြန်တက်အပေါ်ကဆင်းလာပြီးတနက်ပြင်းရင်လာကူသူကရန်အောင်ဖြစ်တယ်။မဲလုံးကတူမီးကန်ဆောင်ထားသူမှုအကူညီနိုင်ခဲ့ခြင်းဖြစ်တော့ຫນွေကြိုးကိုခါမှပတ်ပြီးရန်အောင်ဆင်းလာခြင်းဖြစ်တယ်။ကျွန်ုပ်ကຫນွေကြိုးကိုခိုးတွဲပြီးတောင်ပေါ်တက်တော့အပေါ်ကဝိုင်းကူဆွဲပေးတာကြောင့်တောင်ပေါ်အမြင်ရောက်တယ်။မကောင်းဆိုးဝါးတွေကိုပြစ်ခတ်ပြီးတောင်ပေါ်တက်နေတဲ့ရန်အောင်အပေါ်ကကူပြစ်ပေးကြတယ်။မကောင်းဆိုးဝါးတွေကတောင်တဝက်ခန့်အထိလိုက်တက်လာပြီးတဲ့နောက်ပြန်ဆုတ်သွားကြတော့တယ်။ကျွန်ုပ်တို့အားလုံးတောင်ပေါ်ဘေးကင်းစွာနေရောက်လာခဲ့ကြတယ်။အားလုံးတယောက်မျက်နှာတယောက်ကြည့်ပြီးပြုံးမိတယ်။ကျွန်ုပ်ကရွာကိုညာတွင်ချင်းခရီးဆက်ဖို့ဒေသခံလူကြီးကိုအမူအရာပြပြီးညာတွင်ချင်းရွာကိုပြန်ခဲ့ကြတယ်။ငွေတရှိလေးချောင်းတမြောင်တစ်ချောင်းပါလာတယ်။တရှိတွေကိုတယောက်တစ်လက်ပေးလိုက်ပြီးတမြောင်မဲလုံးကိုပေးလိုက်တယ်။တညာလုံးခရီးပြင်းနှင်ကြပြီးနောက်နေ့မနက်မှရွာကိုရောက်ခဲ့ကြတယ်။ဦးဘာမှမဖြစ်ဘူးနော်။စိတ်ပူလို့တညာလုံးအိတ်လို့တော့မပြောဘူး။ဘာမှမဖြစ်ပါဘူးနော်ရ။ဦးတို့အစစရရအဆင်ပြေပါတယ်။နော်ရနင်းရလေကိုကြီးအတွက်ပဲစိတ်ပူတယ်ပေါ့။ငါတို့လည်းနင့်ကိုတွေလိုပါပဲဟာ။စိတ်ပူစကားတခုမပြောဘူး။အားလုံးအတွက်စိတ်ပူပါတယ်။ဒါပေမဲ့ကိုယောက်ျားတော့ပူပြီးတော့စိတ်ပူတာပေါ့။ဟန်ဆောင်ပန်းဆောင်စိတ်ပူပြမနေပါနဲ့။နင်းအကြောင်းငါသိပါတယ်။လင်ချစ်မှဥတာဝါနော်လာစမနေနဲ့။နွမ်းရီပေါ်ကကျွန်ုပ်တို့အဖွဲ့အောင်မြင်စွာပြန်ရောက်လာတဲ့အတွက်ဝမ်းသာအားရရှိနေတယ်။ဝေးမြူထားတဲ့ဝက်တွေကိုတရွာလုံးပျော်ဝဲစားကျင်းပမှာဖြစ်ကြောင်းပြောလာတယ်။ကျွန်ုပ်တို့ကတညလုံးခရီးပြင်းနှင်ပြီးပင်ပန်းလာတာမို့ရေချိုးထမင်းစားပြီးတော့အိတ်ဆက်လိုက်ကြတယ်။ကျွန်ုပ်အိယာနိုးတဲ့ချိန်မှာညနေတောင်စောင်းပြီးတရွာလုံးစူးညံစွာစကားပြောရင်းဝက်သက်ပြီးဝက်ကောင်လုံးကင်မှုစီစဉ်နေတာတွေ့ရတယ်။ရွာသားတယောက်ကသွေးထားတဲ့ကျွန်ုပ်ရဲ့ငွေထားကိုလာပေးတယ်။ငွေရောင်ဝင်းလက်ပြီးဓားသွားမှာကျွန်ုပ်မဖတ်တတ်တဲ့စာတွေရေးထားသလိုတရိုးထိတ်မှာလက်ရုပ်ဥကောင်းပုံရှိနေတယ်။ဘာလူမျိုးစုကဖန်တီးခဲ့တဲ့လက်ရမျိုးမစိုးနိုင်။နွမ်းရီပေါ်ကျွန်ုပ်ရှိရန်ရှောက်လာတာတွေ့ရတယ်။တမန်းဝင်ပလွေတွေကိုတတ်နိုင်တဲ့လက်နဲ့ရပြီဆိုတော့အားရတယ်မောင်ဖိုးတည်ရဲ့။ဒီလက်နဲ့တွေကဒီကောင်တွေကိုတတ်နိုင်ပါစေလို့ဆုတောင်းရတော့မှာပဲဦးလေး။ဒါနဲ့ဒီကောင်တွေနေတဲ့နေရာကိုသိလား။တီးကြတော့မဟုတ်ပေမဲ့တမန်းဝင်ပလွေတွေကငရဲတောင်မှာရှိတယ်လို့တော့ခံမှန်းပြောကြတယ်။ဦးလေးစိုးရင်လည်းတခုရှိတယ်။နွမ်းရီပေါ်ကစဉ်းစားဟန်နဲ့ငြိမ်သက်သွားတယ်။ဘာများလဲဦးလေးအရေးကြီးလို့လား။တမန်းဝင်ပလွေခေါင်းဆောင်မှာနက်ဆရာမကြီးတယောက်ရှိတယ်။ तू ကအတော်စွမ်းထက်တယ်လို့လည်းကြားတယ်။နက်ဆရာမကြီးရှိတော့ဘာလို့ရမှာလဲဦးလေးရ။တောင်တော်ရှင်မကိုတတ်တဲ့လူဒီနေမျိုးပြန်ရောက်နေပြီဆိုပြီး
နက်စီယာမာကြီးသာတည်နေခဲ့ရင်ဆိုတဲ့အတွေးပါပဲသူတို့လည်းမောင်ဖိုးတီကိုရှော့တွက်မှာမဟုတ်တာသိကြတယ်ဒီလောက်ထင်နေစိတ်မပူပါနဲ့ဦးလေးရကျွန်တော်အခုတွေးနေတာသူတို့လာတိုက်တာစောင့်ပါလားသွားတိုက်ပါလားပဲတွေးနေတာအဲ့ဒါနောက်မှဆွေးနွေးမယ်ဟိုမှာဝက်သားခင်ကြက်ပြီးသွားစားရအောင်ကျွန်တော်တို့အဖွဲ့ဝက်သားခင်နဲ့အရှက်ပြင်းကိုရွာသားတွေနဲ့စားတောက်ရင်ရှိနေတယ်ရွာသားတယောက်အမောတကောပြေးလာပြီးနွယ်ရီပေါ်နီးတီတို့စကားပြောတော့ရက်ရှိန်ကြောင့်နီးရဲနေတဲ့နွယ်ရီပေါ်မျက်နှာထိန်ချုံမရပြက်ယွင်းသွားတာတွေ့ရတယ်အခုလာစကားပြောသူကကင်းသမားမှန်သိရပြီးဘာအကြောင်းရပြောတယ်မစိုးနိုင်ပြဿနာတွေတော့စပြီးမဖို့တည်ရွာမြောက်ဖက်တောဆက်မှာတမန်းဝင်ပလွေလိုထင်ရတဲ့လူတွေကိုတွေ့လို့တဲ့မကြခင်မှောင်တော့မှာဆိုတော့ဒီကောင်တွေညမှောင်တာနဲ့ရွာဝင်ပြီးတိုက်မြင်နေတူတယ်ကျွန်ုပ်လိုက်သွားမယ်ကျွန်ုပ်နဲ့ရွာသားနဲ့ထည့်ပေးလိုက်ပါအေးတတိထားတော့မဖို့တည်နွယ်ရီပေါ်တုံးမောက်ခောက်တော့တောက်စားပြောပါနေသူတွေစကားအတန်တိတ်သွားတယ်နွယ်ရီပေါ်ကရန်သူတွေအကြောင်းပြောတော့ရွာသားတွေမျက်နှာမှာကြောက်တရားကြီးလွှမ်းခြုံသွားတယ်ယောက်ျားသားအချို့ကြမ်းရစ်နေပြီးတခြားသူတွေအိမ်တွင်းဝင်ပြီးတကားတွေပိတ်သွားတယ်ကျွန်ုပ်ကရွာသား9ယောက်ကိုတောင်းတော့နွယ်ရီပေါ်ကလက်နဲ့ကင်လူငယ်9ယောက်ရွေးပြီးတယ်ကျွန်ုပ်တို့ဆရာတွေပဲ4ယောက်လည်းဝိုင်းဖွဲလိုက်ကြတယ်မဲလုံးမင်းကကျွန်ုပ်နဲ့လိုက်ခဲ့ရန်အောင်နဲ့တာဝရွာကိုစောင့်ရှောက်ပြီးကြံ့နေခဲ့ကြတတိရှိကြပါလို့ကျွန်ုပ်မှားကျင်တယ်စိတ်ချကူဖို့တည်ကျွန်တော်အတန်နဲ့လဲပြီးကားခွဲပေးမယ်ကူဖို့တီကိုလည်းဂရုစိုက်ပါရန်အောင်ကပြောလာခြင်းဖြစ်တယ်ကျွန်တော်ကကိုကြီးတို့နဲ့လိုက်လို့မရဘူးလားတိုက်ပွဲကဘာမှပြောလို့မရသေးဘူးတာဝအရေးအကြောင်းတစ်ခုခုဖြစ်ရန်အောင်တယောက်တည်းဖြစ်နေမယ်မင်းကြံ့နေရစ်ပါကျွန်တော်အိမ်တွင်းဝင်ပြီးအဝတ်စားတွေလဲဝဲပြီးတနက်ကိုကြည်စစ်ပြီးတော့ကြေးပိုတွေရှူလိုက်တယ်လို့ငွေတက်ရှိကိုလည်းကျိုးချီပြီးကြောမှလွယ်လိုက်တယ်။ဦးဂယုဆိုင်နော်သမီးစိုးရင်နဲ့အခုကကင်းသွားစစ်တဲ့သဘောပါတော့ရစိတ်မပူနဲ့အချိန်တိုင်းပြန်လာပါမယ်။စိတ်ပူနေတဲ့နော်ရကိုနှစ်သိမ့်ခဲ့ပြီးကျွန်ုပ်တခြားသူတွေကိုခေါ်ပြီးရွာထွက်လာခဲ့တယ်။ကျွန်ုပ်နဲ့မဲလုံးနှစ်ဖူးစီးတမီးတွေတက်ထားပေမဲ့မိမဖွင့်ကြဘူး။ရန်သူရိပ်မိသွားမှစိုးလို့ပဲအမောင်တွင်းဖြစ်ပေမဲ့လမ်းကြောင်းကျွမ်းကျင်နေတဲ့ရွာသားရဲ့ဥဆောင်ညာနောက်လိုက်ခဲ့တယ်။တနင်္လာခန့်သွားပြီးတော့ရှေ့ရသွားနေတဲ့ရွာသားရက်လိုက်တဲ့အတွက်ကျွန်ုပ်တို့လည်းရက်လိုက်ကြတယ်။ကျွန်ုပ်တို့ရောက်နေတဲ့တော့ကွင်းပြင်တစ်ဖက်ကြားတစ်ဖက်တော့မှာမီးအောင်လက်လက်မြင်နေရတယ်။ရွာသားရဲ့ထွန်းထားတဲ့မီးမဟုတ်မှန်သူတို့ပုံစံသိတာနေတယ်။ကျွန်ုပ်တို့မီးအောင်ကြည့်ရင်အချိန်ကြီးစောင့်ကြည့်နေတယ်။မီးအောင်ကဟိုနေရာဒီနေရာရွေရှားသွားတဲ့ထူးခြားမှုတစ်ခုသာရှိပြီးတခြားထူးခြားမှုမရှိ။ကျွန်ုပ်ကတော့အတွင်းရွေရှားနေတဲ့မီးအောင်ကြည့်ရင်စိတ်တွင်တန်တရားစိတ်ခပ်ပါးပါးဝင်လာတယ်။အခုမီးအောင်ကလှည့်စားမှုတစ်ခုလားတွေးမိတာကြောင့်ပဲရွာဘက်စီကနေတနက်တန်တစ်ချက်ကြားလိုက်ရတယ်ရန်အောင်ပြစ်ခတ်လိုက်တဲ့တနက်တန်ဖြစ်မှန်းသိလို့စိတ်တွင်ထိတ်နှံတုန်လှုပ်မိတယ်ကျွန်ုပ်နှစ်ပူးစည်းတံမီဖွင့်ပြီးရွာကိုခြာကနေလှည့်ပြီးတော့မဲလုံးနဲ့အခြားသူတွေနောက်ကလိုက်လာကြတယ်နောက်ထပ်တနက်တန်တွေဇက်တိုက်ကြားရတယ်ဘသူမှဘာမှမဖြစ်စေဘူးကျွန်ုပ်ရင်တွင်စုတောင်းမိတယ်ကျွန်ုပ်တို့ရွာပြင်ပထုတ်ပြီးရွာကိုတစ်ဖက်နဲ့ဝင်တိုက်ခြင်းလို့စိတ်တွင်နားလည်လိုက်တယ်ကျွန်ုပ်ရွာနားမရောက်မီရွာအတွင်းကနေစင်မီတို့မီးအောင်တွေနဲ့စူညံစွာအော်ဟစ်ပြောဆိုနေတန်တွေကြားရတယ်။ကျွန်ုပ်ရွာအတွင်းအလင်းမြန်ပြေးဝင်လာခဲ့တယ်။ကိုဖို့တီတာဝရန်တော်မင်းတို့ဘာမှမဖြစ်ဘူးမို့လား။တော်သေးရပါကွာ။ရွာသားတွေကိုထိခိုက်မိလား။ဒီကောင်ကြီးကျွန်ုပ်တို့ကိုလှည့်စားပြီးလူခွဲပြီးရွာထဲကိုဝင်တိုက်တာဟုတ်။ရွာသားတွေဘာမှမဖြစ်ပါဘူး။ဒါပေမဲ့ဘာလို့လဲတာဝကျွန်တော်ပြောပြမယ်ကိုဖို့တီနော်ရမအိပ်ဖေးရွာမြောက်ဖက်ထွက်လမ်းမှာကိုဖိုးတီပြန်လာစောင့်နေတယ်။ဒီအချိန်လူတစုရောက်လာပြီ။နိုးရဖမ်းခေါ်သွားတယ်။နိုးရအော်တန်ကြလို့ကျွန်တော်ပြေးလိုက်ပြီးသူတို့လူစုကိုလိုက်ပေးမယ်။သူတို့နိုးရကိုစေးနဲ့မေးအောင်လုပ်ပြီးပကက်လူဟာမျိုးမှထည့်ပြီးတော့ထမ်းပြေးတာ။သူတို့အရှမ်းညံ့တယ်။လိုက်မမီလို့တနက်နဲ့လှမ်းပြတော့တယောက်ထိသွားတယ်။တခြားသူတွေတော့တစ်ပင်တို့အကာအကွယ်ယူပြေးတော့ပြင့်လည်းမထီဘူး။နိုးရဖမ်းခံလိုက်ရတာကျွန်တော်တို့ညံ့လို့ပါ။တောင်းပန်မာရီဆိုရဲစကားမလုံလောက်ပြီမယ်။တောင်းပန်မာရီကိုဖိုးတီဟာနိုးရဖမ်းခံရတယ်ကျွန်ုပ်ရန်အောင်ပြောတဲ့စကားနားထောင်ပြီးစောက်တရားမရတုန်လှုပ်သွားတယ်။ကျွန်တော်လည်းတောင်းပန်ပါတယ်ကိုကြီးဟာအဲ့လိုဖြစ်မယ်မထင်ထားခဲ့မိတာအမှန်ပါ။ပေးခြင်းနဲ့ပြစ်ပေးပါခံပါမယ်။ကျွန်တော်စိတ်တုန်လှုပ်ခြောက်ခြားစွာဘာစကားမှမဆိုနိုင်ဘူး။မင်းတို့နှစ်ယောက်ကွာအဲ့လောက်တောင်ပေါ့ရော့ရလား။ကိုသားကခမရပေါ့ရော့နေတတ်တာတခြားချိန်ကောင်းနေ။လောရတရားလုံးဖမ်းခံရတဲ့အထိပေါ့ရော့နေဖို့မကောင်း။ရန်တော်မင်းလည်းသုံးစားမရပါလား။ကိုလူတရားကတော့မကားခွင့်နိုင်ဘူးလား။မင်းတို့နှစ်ယောက်လုံးအသုံးမကျတဲ့ကောင်တွေနောက်ကလိုက်လာပြီးနော်ရဖမ်းခံရတာကိုကြားလိုက်တဲ့မဲလုံးကတာဝနဲ့ရှမ်းနာကိုဒေါသနဲ့ကြီးပြောနေတယ်။ကျွန်ုပ်ဘာဆက်လုပ်ရမှန်းမသိအောင်ဘာစကားမှမဆိုနိုင်မဲရှိနေတယ်။ကျွန်တော်နော်ရကိုတွေ့အောင်ရှာမယ်ကိုမဲလို့ရ။ကျွန်တော်လည်းပြောမပြတတ်အောင်ခံစားနေရပါတယ်
နိုယာငါတို့ညီမလိုပါပဲမဲလုံးရငါလည်းစိတ်ထဲခံစားနေရပါတယ်သူ့ကိုမတွေ့မချင်းရှာမယ်ကွာဘယ်မှာသွားရှာမလဲဘန်းခေါ်သွားတဲ့သူတွေနေရနေအောင်သိလို့လားအလွယ်မပြောကြပါနဲ့ဗျာမပြောကောင်းမဆိုကောင်းနိုယာသားတစ်ခုခုဖြစ်သွားရင်ခမရတို့လည်းရှင်မထောက်ဆိုမှတ်ထားခါတိုင်းစကားနဲ့အေးဆေးပြီးကျန်တဲ့နှစ်ယောက်ပေါ်လေးစားစွာဆက်ဆံတတ်တဲ့မဲလုံးကရိုင်းဆိုင်စွာပြောနေတယ်တာဝါနဲ့ရှမ်းတော်လည်းမဲလုံးရဲ့စကားကိုပြန်မတုံ့ပြန်ဝင့်မေအပြစ်သားတွေဘက်မှငြိမ်နေတယ်နွယ်ရီပေါ်ကျွန်ုပ်နီးလျှောက်လာရင်မောင်ဖိုးတင်မိမဖမ်းခံလိုက်ရတာဦးလေးလည်းစိတ်မကောင်းပါဘူးကွယ်ရန်တော်ပြစ်လိုက်တဲ့ဟိုလူမသိသေးဘူးသူ့စီကသတင်းရနိုင်တယ်လာသွားကြည့်အောင်နိုင်တွင်ရဲ့ကျွန်ုပ်ချက်ချင်းကောင်းထောင်သွားပြီးတစုံတရာအကျိုးအကြောင်းထူးလို့ထူးညာနွယ်ရီပေါ်နောက်လိုက်ခဲ့တယ်ရွာသားတွေအလဲမှာဝမ်းပိုက်တနက်တရံနဲ့လဲနေသူတယောက်ရှိတယ်ဒီနူမျက်နှာနဲ့ခန္ဓာကိုယ်မှာသစ်ဆေးတွေတုံလိမ့်ထားတာတွေ့ရတယ်အသက်ရှူနေသေးပေမဲ့ခြေနေမကောင်းနွယ်ရီပေါ်ကဒီနူအနီးထိုင်ပြီးသူတို့ဘာသာစကားနဲ့မေးမြန်းနေတယ်ဒီနူစကားပြန်ပြောပေမဲ့အလွန်တိုးညင်းတာကြောင့်ပါဇက်နီးကပ်ပြီးနားထောင်နေတယ်နောက်ထပ်စကားဆက်ပြီးတော့ဒီနူပြန်မဖြေနိုင်တော့ပဲအသက်ပြောက်သွားတာတွေ့ရတယ်သူဘာပြောရလဲဦးလေးဒီကောင်ဘာပြောသွားလဲသူပြောတာသူတို့ခေါင်းဆောင်ကမင်းမိမကိုဖမ်းခိုင်းတာတဲ့ငရဲတောင်ခေါ်သွားကြပြီတဲ့သိကြသေးတာပေါ့ကွာဦးလေးကျွန်ုပ်ကငရဲတောင်လမ်းပြပေးနိုင်မယ်ရွာသားတယောက်စီစဉ်ပြီးကျွန်ုပ်ငရဲတောင်သွားမယ်မိုးလင်းမှသွားပါလားမဖို့တည်းမဖြစ်ဘူးနောက်ကျသွားလိမ့်မယ်ဒီအရင်ဆိုင်တွေနော်ရောက်တက်ချင်တက်လိုက်ပါကျွန်ုပ်ခုလိုက်ရမယ်ကောင်းပြီလေဒါဆိုရင်ဦးလေးလမ်းပြမဲ့လူထည့်ပေးလိုက်မယ်အဲ့နှစ်ယောက်ဂယုဆိုင်တော့ဘေးကင်းမှုမျှော်လင့်ပါတယ်ကျွန်ုပ်ကြောပွဲယူပြီးနွယ်ရီပေါ်စီစဉ်ပေးတဲ့လမ်းပြကိုလက်နေဓမီတက်လက်ပေးရင်ငရဲတောင်လမ်းပြစေတယ်ကျွန်ုပ်ကဖော်ပြဖို့ခက်ခဲအောင်ခန်းစားနေမိတယ်နော်ရဘေးကင်းစီကိုဆူတောင်းရင်းရှိနေတယ်ကျွန်ုပ်လူတွေလည်းနှုတ်ဆက်စွာနဲ့ကျွန်ုပ်နောက်ကလိုက်ပါလာခဲ့ကြတယ်လမ်းပြရွာသားသက်50အရွယ်လူကြီးတယောက်ဖြစ်ပြီးလက်နေဓမီကသူ့အတွက်အထူးဆန်းဖြစ်ပြီးသဘောကျနေရတူတယ်တညာလုံးခရီးဆက်ပြီးမနဲ့မိုးလင်းတော့မနာရန်ဆက်သွားဖို့လက်ဟန်ပြပြောတော့လမ်းပြလူကြီးရှေ့ဆက်သွားတယ်နေမထွက်တဲ့အပြင်ပဝင်းကျန်မြူတွေစိုင်းနေတယ်လမ်းပြလူကြီးအလန့်တကြားနဲ့ရှက်လိုက်တယ်အကြောင်းရှင်းကဝင်းပရိဦးတန်ကြားလိုက်ပြီးနောက်ထပ်ဦးတန်ပေါင်းများစွာအရှက်လေးမျက်နှာဇက်တိုက်ကြားရတာကြောင့်ပဲကျွန်ုပ်တို့ရောက်နေတဲ့နေရာမှာရက်ပြီးကြောကျင်ကက်လိုက်ကြပြီးတော့လက်နက်တွေအသင့်ပြင်ထားတယ်မြူဆိုင်နေတာမို့အဝေးကိုမမြင်နိုင်တာကျွန်ုပ်တို့အတွက်တပန်းရှုံးနေတယ်လို့ပဲဝင်းပရိတွေရှိခနေဖြက်ပြေးလာတာလည်းမြင်တွေ့ရတယ်ကျွန်ုပ်လက်ပြပြီးမပြစ်ခတ်ဖို့တားထားရတယ်လမ်းပြလူကြီးကတုံလှုပ်ခြောက်ခြားစွာရှိနေတယ်မြူတွေကြားအရိပ်တွေကတရွေ့ရွေ့ရှောက်လာနေတာတွေ့ရလို့အားလုံးကြည့်တွေအဲ့ဒီနေရာကိုရောက်ပြီးတနက်တွေနဲ့ချိန်ထားတယ်ရှောက်လာတဲ့အရိပ်ကတဖြည်းဖြည်းနီးကပ်လာတော့ကြီးမားတဲ့ဝင်းပလွေဖြူကြီးတစ်ကောင်ဖြစ်နေတာတွေ့ရတယ်ဒီကိုယ်လုံးကအမွှေးတွေဖြူဖွေးနေပြီးကြီးမားတဲ့ဝင်းပလွေကြီးသွင်ကရန်လိုနေတဲ့အသွင်မရှိဘဲပုံမှန်လမ်းလျှောက်လာပြီးကျွန်ုပ်တို့နဲ့မနီးမဝေးမှရှက်လိုက်တယ်ကျွန်ုပ်အခြေအနေကိုစောင့်ကြည့်ရင်ရှိတဲ့ချိန်နောက်ထပ်အရေးတစ်ခုရှောက်လာတာတွေ့ရပြီးဝင်းပလွေဖြူအနီးမှရှက်လိုက်တယ်လူသားမိန်းကလေးတယောက်ဖြစ်ပြီးတော့ဖြူဖွေးတဲ့ခေါင်းဆောင်ပါအင်ဂျီရှည်ကိုဝစ်ဆင်ထားတဲ့မိန်းကလေးတယောက်ဖြစ်နေတယ်မိန်းကလေးကကျွန်ုပ်တို့လူစုကိုစိုက်ကြည့်နေသလိုကျွန်ုပ်တို့လည်းငြိမ်သက်တိတ်ဆိတ်စွာကြည့်နေမိတယ်အစပထမမြူဆိုင်နေရနေမြူနှင်းငယ်ပါသွားတော့မိန်းကလေးမျက်နှာကိုသေချာတွေ့ရတယ်စပင်ကိုနောက်ကိုအပြောင်သိမ်းပြီးစီးနှောင်ထားပြီးတော့သူ့ဝစ်စုံတဲ့အပြိုင်ဖြူဖွေးတဲ့မျက်နှာမှာမျက်ခုံးကောင်မျက်လုံးလှပြီးညီရဲတဲ့နှကန်းပါးတွေနဲ့မိန်းကလေးကိုကြည့်ရင်မြင်တွေ့ဘူးသလိုစိတ်တွင်းခံစားနေရတာနေစိတ်တွင်းမှတ်ဉာဏ်တွေတဖြည်းဖြည်းပြေးပြန်လာတယ်ဒီဘရာလားမသိဘူးတင်းငိမ်စွာရက်နေတဲ့မိန်းကလေးခန္ဓာကိုယ်စက်ခနဲ့တစ်ချက်တုံခါပြီးရှေ့ကိုတိုးလာသလိုကျွန်တော်လည်းရှေ့ကိုတိုးလာမိသလိုတနက်ကိုဘေးကိုပြစ်ချပြီးရှေ့ကိုတိုးသွားတယ်အကူဖိုးတီဟုတ်ပါတယ်နော်ဟုတ်ပါတယ်ဒီဘရာကျွန်ုပ်ဖိုးတီအစ်စ်ပါမိန်းကလေးကကျွန်ုပ်သိတဲ့ဒီဘရာအမှန်တကယ်ဖြစ်နေတယ်တမန်းဝင်ပလွေတွေကိုနှိမ်နှင်းရင်းလိုင်ကိုအတွင်းသိမလို့ဖြစ်နေတဲ့ကျွန်ုပ်ကိုတေရွာကဲတင်ပေးခဲ့တဲ့ကျွန်ုပ်သိခဲ့ရတဲ့တမန်းဝင်ပလွေမှလည်းဒီဘရာငကူအထက်အနှဲငယ်ရှင်းကျက်သွားတာမှပါမပြောင်းမလဲတိုင်းရှိနေသေးပဲတေရွာပြန်ဆက်လန်းမှာဒီဘရာနဲ့အကြောင်းရင်းပြည့်စုံသိနိုင်ပါတယ်ဒီဘရာမျက်ရည်တွေကျဆင်းလာပြီးမထင်မှတ်စွာကျွန်ုပ်ကိုပြေးဖက်ပြီးရှိုက်ခါငိုတော့တယ်ဘာလို့တစ်ခေါက်တောင်ပြန်မလာတာလဲအကူရဲ့အခုဆိုစေစုနှစ်တစ်ခုကိုကြော်လာခဲ့ပြီညီမပြောခဲ့တဲ့စကားတွေမေ့သွားလားအခုသာပြန်လာမယ်ဆိုရင်နှစ်ပေါင်း100ဆိုလဲစောင့်နေပါမယ်ဆိုတာလေညီမလည်းအစတည်းကသိနေတာပဲကျွန်ုပ်မှာသက်ဆိုင်သူဇနီးမယားရှိတယ်ဆိုတာမလူလားအတဲ့ပြဿနာမျိုးတွေထပ်မဖြစ်ရအောင်မလာဖြစ်တာပါ
ဒါနဲ့ညီမတို့နေတဲ့နေရာနဲ့ဒီနေရာနဲ့ကအဝေးဘလို့ရောက်လာလဲညီမကလည်းမေးမလို့ဒီလိုနေရာမျိုးဘာလို့ရောက်နေရလဲတနေရာမှာနားပြီးအကြောင်းစုံပြောကြတာပေါ့ညီမလူတွေရောအဖွဲ့သားတွေပါပါတယ်အဲ့ဒီကိုလိုက်ခဲ့ကြလေကျွန်ုပ်နဲ့ဒီပရာကိုကြည့်ပြီးကျွန်ုပ်လူတွေပါးစပ်ဟောင်းသားဖြစ်နေတယ်ဝင်ပလွေဖြူရရှေ့ရဥဆောင်သွားတော့ကျွန်ုပ်နဲ့ဒီပရာနောက်ကလိုက်ခဲ့ကြသလိုကျွန်ုပ်ကလိုက်ခဲ့ဖို့အချက်ပြတာကြောင့်ကျွန်ုပ်လူတွေလည်းနောက်ကနေကြောင်တောင်တောင်နဲ့လိုက်ပါလာခဲ့ကြတယ်နိုင်ဝက်ခန့်လျှောက်ပြီးတော့တောင်ကြားလန်းနေရာကိုရောက်လာတယ်အဲ့ဒီနေရာမှာလူ30ခန့်တွေ့ရတယ်ကျွန်ုပ်တို့စူးစမ်းစွာကြည့်နေပေမဲ့ဒီပရာမိတ်ဆွေတွေမှန်းသိပြီးနောက်ဆုတ်ပြီးတော့ဒီပရာကိုဥညွတ်ပြီးအယိုသေးပေးကြတယ်တောင်နေရနေမှာကူပေါင်းငယ်များစွာရှိပြီးဝင်ထွက်သွားလာနေတဲ့ဝင်ပလွေများစွာလည်းတွေ့ရတယ်အခုလူတွေကိုပြင်မာခဏနားယူခိုင်းလိုက်ပါခေါင်းဆောင်နေရအောင်ယောက်ျားသားဝင်ခွင့်မရှိပေမဲ့တမန်ဝင်ပလွေရှင်းအောင်ကျန်းကိုယူပေးနိုင်တဲ့အကူကချွင်းချက်အနေနဲ့ဝင်ခွင့်ရှိပါတယ်မင်းတို့ပြင်မာခဏစောင့်နေကြကွာကျွန်ုပ်စကားနည်းနည်းပြောပြီးတော့သွားကြတာပေါ့မိတ်ဆွေဟောင်းနဲ့တွေ့နေလို့လူတယောက်ဝင်သားယုံကြောက်လန့်ကူပေါင်းရှေ့မှာဒီပရာတခြားသူတွေကိုမဝင်ဖို့အကျိုးအကြောင်းပြောတော့ကျွန်ုပ်လည်းကျွန်ုပ်ရဲ့လူတွေကိုပြောရတယ်ဒီပရာလှိုင်းကိုအတွင်းဝင်သွားတော့ကျွန်ုပ်လည်းလိုက်ဝင်ခဲ့တယ်တွင်းပိုင်းမှာစီမီတို့တွေထွန်းထားလို့လင်းထိန်နေပြီးကျေဝန်းနဲ့ကူခမ်းမတစ်ခုတွေ့ရပြီးသုံးဆောင်ပစ္စည်းတွေနဲ့အတူမိန်းကလေးတယောက်ကိုတွေ့တယ်ကျွန်ုပ်တန်ရာရတဲ့ချိန်ပြုစုစောင့်ရှောက်ပေးတဲ့မိန်းကလေးကအခုအသက်20ကျော်အရွယ်ခန့်အောင်ရှောက်နေပြီဖြစ်တာတွေ့ရတယ်မိန်းကလေးကကျွန်ုပ်ကိုစူးစမ်းစွာကြည့်ရင်ရှိနေတယ်အခုသူ့ကိုမှတ်မိလားနမေတော့မသိပေမဲ့မှတ်မိပါတယ်ခုထဲမှာတေးပြီးထင်ပြီးပြန်တတိရလာတော့သူ့ကိုအရှင်တွေ့ရတာလေကိုကြီးနာမြင်မှုပါတယ်မှတ်နေတာကိုကြီးဖြစ်နေတာကိုအကိုကြီးပြန်တွေ့ရတာဝမ်းသာလိုက်တာဟဲ့ကောင်မလေးဆွေမျိုးနောက်မှဆက်နေကိုကြီးတောက်ဖို့အရက်တိုးအရင်ချကျွန်ုပ်အချိန်ဆွဲနေလို့မရဘူးညီမကျွန်ုပ်မိမကိုဒီနေရငရဲတောင်မှနေတဲ့တမန်းဝင်ပလွေကောင်ဖမ်းသွားတယ်လိုက်ကြရမယ်ဟင်ညကဖမ်းခံရတာအခုမိမလားဒီလိုဆိုရင်တော့စန္ဒမစောနဲ့တော့တိုင်ပင်ဆရာကြီးအများကြီးဖြစ်သွားပြီဘာတိုင်ပင်ဆရာရှိလို့လဲညီမကောင်မလေးပြင်မာရှိတဲ့အကိုရဲ့လူတွေအတွက်အရက်တိုးသွားချပေးလိုက်စမ်းပါမိန်းကလေးကမြေအရက်တိုးနဲ့ခွက်တွေယူပြီးအပြင်ထွက်သွားတယ်ဒီပရာမြေအရက်တိုးခွက်နဲ့သားကြောင်မိဘုတ်တွေယူပြီးဂူလင်းမှာခင်းထားတဲ့သားမွေးပေါ်ချပြီးတော့သူ့ဘာထိုင်တော့ကျွန်ုပ်လည်းသူ့ရှိမှထိုင်ပြီးတင်လို့ရမေးလိုက်တယ်ဘာတိုင်ပင်ဆရာရှိလို့လဲညီမပြောဦးလေညီမတို့ကအဲ့ဒီငရဲတောင်ကတမန်းဝင်ပလွေစိုးတွေကိုတိုက်ဖို့ရောက်နေတာလောက်ဝက်နေပါရှိပြီသူ့အကြောင်းသိဖို့ဒီနေရာမှာလျှို့ဝှက်စခန်းချနေတာညမိန်းကလေးတယောက်ဖမ်းသွားတယ်လို့လေညီမလူတွေပြောတယ်ရွာတရွာမှာတနက်ကင်ထားတဲ့လူတွေရောက်နေရဲဆိုတာလေညီမလူတွေပြောလို့သိပြီအခုဖိုးတီဖြစ်နေမှန်းတော့မသိဘူးအခုတို့ဖွဲ့ဒီရောက်လာတော့ညီမတို့ဖွဲ့နဲ့ပူပေါင်းဖို့စီးရုံမလို့ညီမကိုယ်တိုင်ရောက်လာတော့ကိုနဲ့တွေ့ရတာပဲညီမတို့ကမျိုးနယ်တူချင်းပဲသူနဲ့ဘာလို့တိုက်မှာလဲငရဲတောင်မှာရှိတဲ့တမန်းဝင်ပလွေစုကအရင်ကဒီနေ့မှာအစွမ်းရှိတဲ့မကောင်းဆိုးဟာတောင်တော်ရှင်မရဲ့တပည့်တယောက်တောင်တော်ရှင်မကိုလူတယောက်တတ်လိုက်တော့သူကခေါင်းဆောင်ဖြစ်လာပြီးလူတွေကိုတတ်တယ်တမန်းဝင်ပလွေမျိုးနွယ်စုတွေကိုသူ့လောက်ခံဖြစ်စင့်ခေါ်တယ်သူ့လောက်ခံဖြစ်မဝင်တိုက်ခိုက်ပြီးအားလုံးတက်ပြစ်တတ်တယ်ညီမတို့လည်းသူ့လောက်ခံဖြစ်ဝင်မှုသတင်းစကားပါထားတယ်မလိုက်တက်ပြစ်မယ်တဲ့သူ့လောက်ခံနေမှာတော့မဟုတ်ဘူးသူမတိုက်ခင်ပြန်တိုက်ဖို့ရောက်လာကြတာပဲဒါနဲ့ရွာအောင်လာမတိုက်ပဲအခုမိမကိုပဲရွေးပြီးဘာလို့ဖမ်းသွားရလဲတောင်တော်ရှင်မကိုတတ်လိုက်တာကျွန်ုပ်လေဒီကောင်အနေနဲ့အဲ့လောက်စွမ်းအားကြီးတဲ့တောင်တော်ရှင်မကိုတတ်နိုင်တာသူ့ကိုလည်းတတ်မှကြောက်လို့တူပါရဲ့ဘလို့ဒီနေ့ကတောင်တော်ရှင်မကိုတတ်လိုက်တာအခုလားဘလို့တော့တတ်လိုက်တာလေတဲ့စွမ်းမလားဒီပရာတောင်တော်ရှင်မကိုကျွန်ုပ်တတ်တယ်ဆိုခြင်းအတွက်အံ့ဩနေပုံရတယ်ဒါနဲ့ပြောရအောင်မေအဲ့ဒီတမန်းဝင်ပလွေမှာအစွမ်းထက်နတ်ဆရာမတယောက်ရှိရဲ့ဆိုကျွန်ုပ်ရောက်နေတာအဲ့ဒီနတ်ဆရာမကြောင့်သိတယ်လို့ရွာလူကြီးပြောရသိရတယ်ညီမတို့ရောက်နေရကြမသိဘူးလားညီမတို့သွားယူခဲ့တဲ့ရှေးအောင်ဝင်ပလွေကျန်းစာအုပ်မှာအဲ့ဒီလိုအောက်လန်းမော်တက်နဲ့လူတွေအာယုံခံလို့မရအောင်တားဆီးရဲ့နီးလန်းတွေရှိတယ်ခုတောင်ကြားလန်းကိုလည်းအာယုံခံလို့မရအောင်စီမံထားတယ်သူအာယုံခံနိုင်တာညဘက်အချိန်ပြီးတော့စနေနေ့12နာရီညမှာအာယုံခံနိုင်တာဒီတော့ရှောင်းတိန်တို့လွှဲတာပေါ့ကိုတို့ဖွဲ့ကအခုဘယ်ကိုသွားဖို့ရောက်လာတာလဲကျွန်ုပ်မိမဟိုမြောက်ဘက်ဆိုရွာတရွာကလေသူ့ကိုလိုက်ပို့ဖို့ဒီကိုရောက်လာရင်ပြဿနာကြီးစက်တိုက်ကြုံတော့တာပဲ။အော်ဒါကြောင့်ဒီဘက်သွားလာရှိနေတာဟုတ်။နတ်ဆီယမကြောင့်သိနေတဲ့ဒီပရာစကားကြောင့်ကျွန်ုပ်အံ့ဩရတယ်။ကျွန်ုပ်နားမလည်တဲ့ပညာရဲ့နေပယ်မှုအုံနောက်ကစဉ်းစားလို့လိုက်မမီဒီပရာမြေအိုးကအရက်ကိုရေခွက်အတွင်းထည့်ပြီးတော့ကျွန်ုပ်တကြိုက်မော့ချတော့လေချောင်းတွင်ပူဆင်းသွားတယ်။ဒီပရာကိုယ်တိုင်လည်းတခွက်ငှဲ့တောင်းနေတယ်။သူတို့သွားတိုက်မယ်ဆိုရင်
ကျွန်ုပ်တို့နဲ့အခုသွားတက်ရအောင်ညီမတမန်းဝင်ပလွေတွေကလာပြည့်လာကွေနေ့တွေမှာပုံစံပြောင်းလို့ရတယ်တပတ်ကလာကွေနေ့ကိုလေးရောက်လာပြီဆိုတော့အားရှိသွားပြီသွားတိုက်မယ်ညီမနဲ့ညီမရဲ့လူတွေပုံပြောင်းတိုက်မယ်ကိုတို့ကလည်းဝင်တိုက်ပေါ့ခတ်တာတမန်းဝင်ပလွေတွေကိုကြည်မတိုးတာခတ်နေတယ်ကျွန်ုပ်ကငွေသားမှပတ်ထားတဲ့အဝတ်တွေခွာလိုက်တယ်ဒီငွေသားဆိုရင်ရောတမန်းဝင်ပလွေကိုတတ်နိုင်မလားညီမတမန်းဝင်ပလွေမျိုးနေဆိုတာဆိုတော့ပိုသိမှာပေါ့ဒီဘရာငွေသားကိုကောက်ကင်ကြည့်ရင်ပြုံးလိုက်တယ်ရှေးအောင်တမန်းဝင်ပလွေကျမ်းမှာတမန်းဝင်ပလွေဖြစ်ပြောင်းလဲတဲ့ချိန်ထိခိုက်အောင်လုပ်နိုင်တဲ့လက်နက်တွေထဲမှာငွေတဲ့ပစ္စည်းနဲ့ပြုလုပ်ထားတဲ့လက်နက်တွေကထိတ်ဆုံးကပါတယ်တနက်ကူမသုံးမေးဒီလက်နက်ကိုသုံးအခုဒီလိုဆိုနေရာကျပြီပေါ့ကျွန်ုပ်တို့မှာလူ၄ယောက်ငွေသား၄လက်ရှိတဲ့ပြင်ညီမတို့အဖွဲ့ပါဝင်တိုက်မယ်ဆိုတော့တိုက်ပွဲကတပန်းတာနေပြီခတ်တာကျွန်ုပ်မိန်းမအောင်သူတို့တက်လိုက်ကြမှာစိုးတာအခုကလည်းပညာရှိသတိဖြစ်ခဲ့ပဲစဉ်းစားကြည့်နေအခုမိန်းမကိုတက်ချင်းတခါတည်းတက်သွားလို့ရနေတာမတက်ဖေးဖမ်းသွားတယ်ဆိုရက်တကယ်လို့အခုနဲ့သူရှင်းဆိုင်ရရင်အခုမိန်းမကိုလူသားတိုင်းဖြစ်သုံးမလို့ပေါ့စိတ်မပူနဲ့အခုမိန်းမဘာမှမဖြစ်ဘူးဟုတ်ပါရဲ့ကျွန်ုပ်ခေါင်းတွေထူပူပြီးမစင်းစားမိတာညီမပြောသလိုလောက်မှကျင်းသေးတယ်စိုးရင်တော့ကများစွာနဲ့ထူပူပြီးမစင်းစားမိသည်မြဒီဘရာပြောစကားကြောင့်ဖြစ်နိုင်ကြီးကိုခုမှစဉ်းစားမိတယ်ဒီဘရာနဲ့အတန်းကြာစကားပြောပြီးကျွန်ုပ်လူတွေရှိရာကိုရောက်လာတော့ကြောက်တောင်ကြည့်ပြီးတနေ့ရမှာစခန်းချနေတယ်ကျွန်ုပ်နဲ့ဒီဘရာပတ်သက်မှုမေးလို့ပေမဲ့ကျွန်ုပ်စိတ်အခြေအနေကြောင့်ဘသူမှမေးမလာကြပေမဲ့ကျွန်ုပ်ကပဲအားလုံးရှင်းပြလိုက်တယ်တပတ်ကဝင်ပလွေတိုက်ပွဲမှာကျွန်ုပ်တို့ဝင်တိုက်မဲ့အကြောင်းပြောပြီးကျွန်ုပ်တို့ငွေသားတွေကတမန်းဝင်ပလွေတွေကိုအမှန်တကယ်အနိုင်ယူနိုင်ကြောင်းပြောတော့အားလုံးဝမ်းသာအားတက်ကုန်တယ်ကျွန်တော်အသက်သေးရင်သေပါစေခုဖို့တည်နော်ရအောင်ရအောင်ကဲမယ်ကျွန်တော်လည်းဒီလိုပဲဘာတွေပဲရှင်းဆန်ရပါစေနော်ရအောင်ရအောင်ကဲထုတ်မယ်ကျွန်တော်တို့ခုပြောမယ်နော်အခုဖြစ်သွားတဲ့ပြဿနာကြိုတင်အကွက်ချစီမံထားတာမင်းတို့မှအပြည့်ရှိရဲဆိုတဲ့စိတ်မျိုးခံစားမနေနဲ့ကျွန်တော်အစားဘာမှမပြောဘူးဆိုတာစိတ်ခံစားချက်တားမြင့်နေလို့နော်ရဘာဖြစ်သွားပြီလဲသူ့ကိုကယ်နိုင်မှမလားငါဘာဆက်လုပ်ရမလဲဘာမှစဉ်းစားမရပဲခေါင်းတွေထူပူနေလို့ငြိမ့်နေတာမင်းလုံးကလည်းသူတို့နှစ်ယောက်ကိုခွင့်လွှတ်ပေးလိုက်ကျွန်ုပ်တို့ခုလောက်ရမှာရှေ့လာမယ့်တိုက်ပွဲအတွက်ပြင်ဆင်ရမယ်ရန်သူတက်ညီလက်ညီတိုက်ရလိမ့်မယ်အားလုံးအတူတူတိုက်ပွဲဝင်ကြမယ်ကျွန်ုပ်တက်ကြွစွာပြောနေတဲ့စကားကြောင့်အားလုံးနှက်ခမ်းမှာအပြုံးတပွင့်တွေးလိုက်ရတယ်ဒီဘရာကျွန်ုပ်ကိုခုတစ်ချိန်တွေးဆုံရမှာကိုကြီးကိုယ်တော်စကားတွေမပြောတော့အခုတရားကိုစကားပြောတဲ့ပမာပြောဆိုတယ်ကျွန်ုပ်ကြောင့်မေးမြန်းလို့တချို့တဝက်အကြောင်းအရာတွေပြောပြဖြစ်တယ်ဒီဂရီသိဆုံးပြီးကျွန်ုပ်အတိတ်မေ့ပြီးတော့နော်ရတို့ရွာရောက်သွားရနေနော်ရကိုယူလိုက်ရတဲ့အကြောင်းတွေကိုပြောပြတော့ဝမ်းနဲ့အံ့ဩကြောင်းထူးဆန်းစွာလှည့်ပြားတတ်တဲ့ကံတရားကြောက်စရာကောင်းကြောင်းပြောလာတယ်သူ့အကြောင်းကတော့အထွေထူးမရှိဖခင်သိဆုံးတော့ငကိုရွေးချယ်မှုအတိုင်းခေါင်းဆောင်ဖြစ်လာကြောင်းပြောပြတယ်ယောက်ျားယူဖို့စိတ်ကူးမရှိသလိုခေါင်းဆောင်ကလည်းယောက်ျားယူခွင့်မရှိတာမို့ဒီဘရာချီနေနဲ့ကွက်တိကျသွားတယ်သူ့လူမျိုးစုဥဆောင်ရင်အေးဆေးစွာရှိနေရနေပြည့်ကျူးလွန်ပြီးသူတို့ဖွယ်ရနှင်းထုတ်လိုက်သူတယောက်ကဒီပရာတို့နေထိုင်ရာလျှို့ဝှက်နေရကြောင်းငရဲတောင်ကတမန်းဝင်ပလွေတို့ပြောပြတော့ခုလိုအခြေအနေမျိုးဖြစ်လာခြင်းဖြစ်တယ်တိုက်ခိုက်ရေးပညာရက်တွေမှာမကျွမ်းကျင်ဆုံးပညာရက်ကိုပြောပါဆိုရင်ကျွန်ုပ်ဓာတ်သန်းကိုသိချမသိဘူးတဲ့အတွက်ကျွမ်းကျင်အဆင့်ထဲမှာမပါတဲ့အတွက်ငွေဓာတ်ကိုကင်ပြီးလေ့ကျင့်ကြည့်ရတယ်တာဝါနဲ့ရန်အောင်နှစ်ယောက်တွဲလေ့ကျင့်နေတယ်လို့မင်းလုံးကငွေတစ်မြောင်ရိုးမှာသူ့မှာပါလာတဲ့ကျိုးတက်ပြီးကျိုးတစ်ဝက်လောက်ထိတန်တန်းကျိုးမြင်လေးတွေကိုတေချာရစ်ပတ်လေ့ကျင့်နေတယ်ကျိုးစားကိုလက်မှာချီပြီးတရှိနဲ့တိုက်ရင်ကျိုးတက်တာကိုလျှက်တစ်ပြက်ပြင်းလို့တဲ့အကွက်ကိုစမ်းလေ့ကျင့်နေတယ်ကျိုးတက်တာကိုပိုင်နိုင်သူမို့သူ့အတွက်မကြခင်အချိန်အတွင်းအဆင်ပြေသွားတော့တယ်ဒီပရာရုစခန်းမှာကျွန်ုပ်တို့လေ့ကျင့်နေတယ်လို့ဒီပရာလည်းသူ့ရဲ့လူတွေနဲ့တိုက်ပွဲအတွက်တိုင်ပင်ရင်းရှိနေတယ်နောက်ွယ်နေ့မနက်စာစားပြီးတာနဲ့ဒီပရာဥဆောင်တဲ့ဖွဲ့ကခရီးစထွက်တော့ကျွန်ုပ်တို့လည်းလိုက်ပါလာခဲ့ကြတယ်လမ်းပြလူကြီးကရွာကိုပြန်ဖို့လွှတ်လိုက်ပြီးကျွန်ုပ်တို့ခရီးဆက်နေတာပေါ်ပေါ်ထင်ထင်သွားလာနေခြင်းမျိုးမဟုတ်ဘဲတောအုပ်တွေအတွင်းကသွားနေခြင်းဖြစ်တယ်လူများပေမဲ့စကားတန်တစ်ချက်မထွက်ဘဲတိတ်ဆိတ်စွာနဲ့သွားနေကြတယ်ငရဲတောင်လေးတောအုပ်ကိုညနေဆောင်လောက်မှရောက်ခဲ့တယ်တောင်ထိပ်မှာကြောက်သားနဲ့အသစ်တီဆောက်ထားတဲ့အဆောင်အုပ်တစ်ခုရှိကြောင်းဒီပရာထံသိရတယ်ဒီပရာကျွန်ုပ်နီးလျှောက်လာပြီးလေတန်တိုးတို့နဲ့ညီမတို့ဖွဲ့နဲ့အခုတို့လူစုခွဲရလိမ့်မယ်ညီမတို့ကတမန်းဝင်ပလွေဖြစ်ပြောင်းလဲဖို့လှုပ်ရှားရရှိနေတယ်ပြင်လို့ရှိနေလို့အဆင်မပြေရကြမှာနားလဲပါတယ်ညီမဒါနဲ့ဘယ်အချိန်လောက်စလှုပ်ရှားမလဲည10 နာရီလောက်ကိုတို့ဖွဲ့လှုပ်ရှားပါတက်နိုင်ဆုံးသူတို့မသိအောင်လှုပ်ရှားပါသိသွားရင်ညီမတို့ဖွဲ့ရောက်လာမယ်ကျွန်ုပ်ခေါင်းငိမ့်ပြရင်
ဒီပရာတို့ဖွင့်နေခွဲထွက်ပြီးစံကျင်ဘက်တောအုပ်စီနေရာရွှေ့ပြောင်းခဲ့တယ်ကျွန်ုပ်တို့ကတောင်ကြီးတောအုပ်တနေရာမှာနေရာယူလိုက်ကြတယ်ကိုကြီးအဆောက်လေးကျွန်တော်ဖောက်ဝင်ပြီးတော့ညောရောက်ခဲ့ခြင်းတယ်မင်းလုံးစကားကြောင့်ကျွန်ုပ်ငြိမ်သက်သွားရတယ်ဖြစ်နိုင်ကြီးကိုတွက်ဆကြည့်ရမှာမင်းလုံးကစီးစနစ်ကြလှုပ်ရှားတက်ပြီးဓာရီတိုက်ရီခိုက်ရီမှာအမှန်အတိုင်းမရှက်တမ်းပြောရရင်ကျွန်ုပ်ထက်သားသူဖြစ်တယ်ဒါပေမဲ့ကျွန်ုပ်စိုးရင်လို့တွေးဝေနေမိခြင်းပဲဖြစ်ပါမလားမဲလုံးခေါင်းဆောင်ကပြင်ပတိုက်ပွဲထွက်မလာပဲထဲမှာနီးနီးရောနောရောက်လာခင်မှာတိနုကြိုပြီးတော့ပြင်ဆင်ထားမှာပဲကျွန်တော်တို့ဘက်ကတခုအားသာချက်ရှိရလေသူမျောလင့်ထားတာကျွန်တော်တို့လာမအောင်ဒါပေမဲ့တမန်းဝင်ပလူတွေလာတိုက်တာဆိုတော့သူအံ့ဩပြီးတော့ထွက်လာမယ်ထင်တယ်ကိုကြီးတယောက်တည်းကိစ္စအားလုံးလုံးလို့မရဘူးလေကျွန်တော်လေးတာဝန်ခွဲယူပြစေမင်းလုံးပြောတဲ့စကားရှုပ်တိတန်ပြီးတဘာဝကြတဲ့စကားမှုသူ့အကြံကျွန်ုပ်လက်ခံမှုဆုံးဖြတ်ရတယ်ကောင်းပြီကျွန်ုပ်တို့ရန်သူယောက်ျားနီးစနစ်နဲ့တတ်မယ်သူတို့တိသွားလို့တိုက်ပွဲဖြစ်လာမှမင်းအဆောက်အဦထဲဝင်ဘလို့လဲမင်းလုံးပြုံးပြီးကောင်းကြီးတော့ရန်တော်ကလည်းကျွန်တော်ကဘာလို့မလဲကိုဖို့တေမင်းကတော့တနက်ပြေခွင်ကောင်းကောင်းရှာပြီးဒီကောင်တွေလူကနေတမန်းဝင်ပလွေမပြောင်းခင်ရှားတဲ့လောက်ပြည့်တကယ်လို့ပြောင်းသွားပြီဆိုရင်တော့ကျွန်ုပ်တို့နဲ့တိုက်နေရဲ့ချိန်ပြစ်ပြီးမသေးရင်တော့သူတို့ထိခိုက်မှုရှိတော့ကျွန်ုပ်တို့ခွင့်ရေးရှားတာပေါ့ရော့ကျွန်ုပ်တနက်ကိုပါယူထားကျွန်တော်ကဘာလို့မလဲကိုကြီးတာဝမင်းနဲ့ကျွန်ုပ်ကကင်းသမားတို့ရှားတဲ့လောက်ပြက်ရှင်းမယ်ပေါ့ပြက်တွေလုံမနေနဲ့သေတာတက်နောရောက်ဒီကောင်တွေဖမ်းသွားပြီးတဲ့ကိုကြီးကိုမျက်နှာမပြဝင့်အောင်ခံစားနေရတာအမှုန့်ခြေပြင်းလို့ရှိရင်အမှုန့်မှာခြေပြစ်ချင်တာတွေ့တဲ့ကောင်အားလုံးတတ်မယ်ကျွန်ုပ်တို့ဖွဲ့ခေါင်းချင်းဆိုင်ပြီးလေးတန်းတိုးတိုးနဲ့စီးဝေးလုပ်ပြီးတော့ကြောပွဲတွင်ရလိုအပ်တာတွေယူပြီးကြောပွဲကိုဖွက်လိုက်ကြတယ်မဲလုံးကတူမီတနက်ကိုပါဖွက်ထားလိုက်တယ်တစ်ဖက်မှာဒီပရာတို့ဖွဲ့ဘလို့စီစဉ်ဆွဲနေရမစိုးနိုင်အမောင်ကတဖြည်းဖြည်းဝင်ရောက်လာပြီးငရဲတောင်ထိပ်မှာမီးအောင်တွေလင်းလက်လာတာတွေ့ရတယ်တရောင်လုံးမီးလင်းနေရကြည်ချင်းဖြင့်ရန်သူတွေရောက်လာရင်မြင်နိုင်စေဖို့ထွန်းထားတာသိကြတယ်ကျွန်ုပ်ကမီးချစ်ကိုအင်ဂျင်နဲ့꿰ပြီးစက်နာယူမကြာခဏကြည့်မိတယ်စင်နာရီထိုးဖို့စောင့်ဆိုင်နေရခြင်းကအလွန်ကြာလွန်းနေလို့စိတ်အတွင်းထင်နေမိတယ်စင်နာရီထိုးရောက်လာခဲ့ပြီကျွန်ုပ်အားလုံးလှုပ်ရှားဖို့သတိပေးပြီးတောအုပ်ကတဆင့်တောင်ပေါ်တပြေးပြေးတက်လာခဲ့တယ်တောင်ကတိတ်မမြင့်တောင်ထိပ်အလယ်မှာပြန်ပြိုးတဲ့မြေကွက်လက်ရှိနေတယ်ကျွန်ုပ်တို့တောင်ထိပ်နားမီးအောင်မကြောက်ရောက်တဲ့နေရာမှာနေရာယူပြီးတောင်ထိပ်ကိုအကဲခတ်လေ့လာကြည့်မိတယ်တောင်ထိပ်အလယ်မှာကြောက်တုံးတွေနဲ့စောက်ထားတဲ့အဆောက်အဦတစ်ခုရှိပြီးဝင်းပေါက်ရှိမှာအဆောက်တွေရှိနေသလိုအဆောက်အဦပတ်ဝန်းကျင်တစ်ဝိုက်ကင်းလှည့်နေတဲ့ကင်းသမားတွေရှိတယ်အဆောက်အဦဝင်းပေါက်ရှိမှာကင်းသမား2ယောက်ရှိနေပြီးကင်းသမား2ယောက်ကအဆောက်အဦကိုလှည့်ပတ်သွားလာရင်ရှိနေတယ်အဆောက်အဦရှိမှာလူ20ခန့်စုယုံရှိနေတယ်မဲလုံးကကျွန်ုပ်တို့အဖွင့်နဲ့ခွဲထွက်ပြီးရဲတိုက်နောက်ဘက်ကိုတောအုပ်တိုင်းကွေ့ပတ်သွားနေတယ်အခွင့်ရေးရှာရင်ရဲတိုက်တွင်ဝင်ခွင့်ရဖို့စူးစမ်းမှဖြစ်တယ်ရန်တော်ကတစ်ပင်တစ်ပင်ပေါ်တက်သွားပြီးပြေကွင်းတွေကိုချိန်ရွယ်နေပြီကျွန်ုပ်နဲ့တာဝပဲကြံတော့တယ်ကျွန်ုပ်အချင်းတွေကိုစောင့်ဆိုင်ကြည့်နေရအနေရှေ့တိုးသွားတော့တာဝကျွန်ုပ်နောက်ကကပ်ပါလာတယ်အဆောက်အဦကိုလှည့်ပတ်သွားလာနေတဲ့ကင်းသမား2ယောက်ကျွန်ုပ်တို့ပုံအောင်နေတဲ့နေရာကိုကြော်သွားတော့ကျွန်ုပ်နဲ့တာဝပုံအောင်နေရာထွက်ပြီးအဆောင်တွေနောက်အသာကပ်ရင်ရုတ်တရက်လေပင်ကိုလက်ဖြံနဲ့ရှစ်တိုင်းချုပ်လိုက်တယ်အဆောင်ကရုံးကန်ပြီးမြကျွန်ုပ်ပိုင်နိုင်စွာချုပ်ရင်အားဆိုင်ထားပြီးတောဆက်ကိုဆွဲသွင်းပြီးတော့လွတ်နေတဲ့လက်တစ်ဖက်နဲ့ခါချာတောလိုက်တမြောင်ထုတ်ပြီးဝမ်းပိုက်ကိုထိုးသွင်းပြီးဓာတ်ကိုဖိသွင်းထားတော့အဆောင်ရုံးကန်နေရာကနေပြော့ခွေငိမ်ကျသွားတော့တယ်ကျွန်ုပ်တာဝထံစိတ်မချလို့ပြေးကြည့်တော့တာဝကင်းသမားလေပင်ကိုလက်ဖြံနဲ့တိုင်းချုပ်ရင်သူ့ရဲ့လက်ကိုဆွဲဖြုတ်တော့လူမသွားစေဖို့သူ့ရဲ့လက်ကဝစ်ကိုတခြားလက်တစ်ဖက်နဲ့စုပ်ကိုင်ဆွဲရင်းရုံးကန်ရဲ့ကင်းသမားကိုမနိုင်မနှင်းထိန်းနေရတွေ့ရလို့ပြေးသွားပြီးကင်းသမားဝမ်းပိုက်ကိုတမြောင်နဲ့ထိုးလိုက်တော့မှငိမ်ကျသွားတော့တယ်ကျွန်ုပ်တို့နှစ်ယောက်ကင်းသမားအလောင်းတွေကိုတောဆက်ကိုမှသွင်းပြီးပုံနေလိုက်ကြတယ်မကြခင်အချိန်မှာနောက်ထပ်ကင်းသမား3-4ယောက်ရောက်လာပြီးအော်ဟစ်နေကြတယ်ကြည့်ရတာကျွန်ုပ်တို့တက်လိုက်တဲ့ကင်းသမား2ယောက်နာမည်ကိုအော်ခေါ်ပြီးတော့လာရှာပုံရတယ်အခုတစ်ချိန်မှာကျွန်ုပ်တို့ပုံရှုကွေရှုတိုက်လို့မရတော့မှသိလို့တာဝါကိုအချက်ပြပြီးလူတယောက်ရင်ဘက်ကိုဓမြောင်နဲ့ပြေးထိုးသလိုတာဝါကလည်းတခြားတယောက်ကိုဓာတ်နဲ့ပြေးထိုးတာတွေ့ရတယ်။တနက်တန်2ချက်ထွက်ပေါ်လာပြီးကြံနေတဲ့ကင်းသမား2ယောက်ထံကနေနာကျင်စွာအော်တန်ကြားရပြီးလဲကျသွားတယ်။လူစုလူဝေးအော်ဟစ်တန်တွေကြားရလို့ကျွန်ုပ်နဲ့တာဝါတိုက်ခိုက်ဖို့အစဉ်သင့်ပြင်ထားတယ်။အဆောက်အဦဝင်ပေါက်ရှိမှရှက်နေတဲ့လူစုလူဝေးကကျွန်ုပ်တို့ရှိရပြေးလာတယ်။တနက်တန်တွေဇက်တိုက်ထွက်ပေါ်လာပြီးပြေးလာတဲ့လူတွေတည်းကအချို့လဲပြူသွားတယ်။ပြေးလာနေတဲ့လူစုကရှက်လိုက်ကြပြီးချက်ချင်းပဲသူတို့ရဲ့ရုပ်သွင်းနေရလူတယောက်ကနေဝင်းပလွေတကောင်ပုံစံအသွင်ပြောင်းနေတာအံ့ဩဖွယ်ရာတွေ့ရတယ်။ကျွန်ုပ်ငွေဓာတ်ကိုသုံးပြရမယ့်အချိန်မို့ဓာတ်ကိုထုတ်တော့
တာဝါကလည်းကျွန်ုပ်ပြီးမှရက်ပြီးငွေသားကိုကင်ပြီးအစင်းသိမ့်ရှိနေတယ်။တနက်တန်တွေဆက်တိုက်ကြားနေရပြီးတမန်းဝင်ပလွေတွေကိုထိပြီးမြဲလဲကြမသွားပဲရန်ယုံသားရိုင်းသွားတာတွေ့ရတယ်။တမန်းဝင်ပလွေတွေကျွန်ုပ်တို့နှစ်ယောက်တန်ပြေးဝင်တိုက်ခိုက်တော့ကျွန်ုပ်နဲ့တာဝါလည်းငွေသားနဲ့ပြန်လဲခုခံတိုက်ခိုက်တော့ငွေသားနဲ့ထိခိုက်မိရဲ့တမန်းဝင်ပလွေတွေထမ်းကနေမချိမဆန့်အော်တန်တွေထွက်ပေါ်လာတယ်။ကျွန်ုပ်တို့တမန်းဝင်ပလွေအုပ်အလယ်မှာရောက်နေပြီးပြင်းထန်တိုက်ခိုက်နေကြတော့တယ်။တနက်တန်တွေအဆက်မပြတ်ထွက်ပေါ်နေတယ်။ခန္ဓာကိုယ်အစိတ်ပိုင်းအောင်ထိလို့ဘာမှမဖြစ်ပေမဲ့တချို့ကောင်တွေကမျက်လုံးကိုထိမှပေါက်ထွက်သွားလို့မချိမဆန့်အော်နေကြတယ်။တမန်းဝင်ပလွေတွေကလက်သေးကိုအားကိုပြီးကုတ်ချစ်တိုက်ခိုက်ဖို့ကြိုးစားနေတယ်။တချုံအဆွေတွေနဲ့ကြိုက်ခဲဖို့ကြိုးစားပြီးမြဲကျွန်ုပ်တို့အနာမကန့်နိုင်ကြဘူး။ကျွန်ုပ်တို့အလွယ်တကူတတ်နိုင်မယ်ထင်ထားပုံရပြီးမြဲသူတို့ကိုနိုင်တဲ့လက်နက်ကျွန်ုပ်တို့မှာရှိနေတော့သူတို့ရှေ့ကိုအရန်ကရောတိုးမဝင်ဝင်ဘူး။ကျွန်ုပ်နဲ့တာဝါလဲခန္ဓာကိုယ်မှာကုတ်ချစ်ရချိုရနေပြီးအဝတ်စားတွေစုပ်ပြဲပြီးကွဲပြဲနေတဲ့ဒဏ်ရာနဲ့သွေးတွေထွက်နေတယ်။မန်ဖီဟင်းရောက်တန်တွေကြားရခြင်းနဲ့အတူအစာဦးတွင်းရနေနောက်ထပ်တမန်းဝင်ပလွေတွေထပ်ထွက်လာတော့ကျွန်ုပ်မျက်လုံးပြူးသွားတယ်။ဒီပရာတို့ခုထိရောက်မလာသေးဘူး။နောက်ထပ်တမန်းဝင်ပလွေ30ခန့်တက်ကူရောက်လာတော့ကျွန်ုပ်အသက်ရှင်စရာလမ်းမရှိတော့ဘူး။တနက်တန်တွေစက်တိုက်ကြားနေရသလိုအော်ဟစ်မန်ဖီတန်တွေနဲ့အတူအဖြူရောင်တမန်းဝင်ပလွေတော့ကျွန်ုပ်တို့နီးနှင်းမြန်စွာရောက်လာပြီးကျွန်ုပ်တို့တိုက်နေတဲ့တမန်းဝင်ပလွေတွေကိုအလင့်ဝင်ရောက်တိုက်ခိုက်တော့တယ်။အဖြူရောင်တမန်းဝင်ပလွေအုပ်ကြီးကဒီပရာတို့အဖွဲ့ပဲဖြစ်တော့တယ်။ရန်သူကအနက်ရောင်တမန်းဝင်ပလွေတွေဖြစ်ပြီးအဖြူရောင်ကကျွန်ုပ်တို့မိတ်ဆွေတွေဖြစ်တယ်။ကျွန်ုပ်ရန်သူတမန်းဝင်ပလွေတကောင်ဓာတ်နဲ့ခုတ်ပိုင်းတော့နောက်တစ်ကောင်ခုံအုပ်လာတဲ့ချိန်အဖြူရောင်တမန်းဝင်ပလွေတကောင်ကကြားဖြတ်ဝင်တိုက်ပြီးကူပေးလို့တက်တာရရသွားတယ်။ရန်သူလေပင်ကိုကြိုက်ခဲတက်ဖြတ်ရင်ကျွန်ုပ်ကိုတစ်ချက်ကြည့်နာတဲ့တမန်းဝင်ပလွေကြီးကဒီပရာလို့ကျွန်ုပ်စိတ်တွင်အလွန်လိုသိနေတယ်။တာဝါကိုကြည့်တော့တကူလုံးသွေးလင်းလင်းနဲ့ရှိနေပြီးတမန်းဝင်ပလွေတွေကိုတိုက်နေတဲ့တာဝါကိုတွေ့ရတယ်။အပြင်ဘက်တိုက်ပွဲမှာကျွန်ုပ်တို့အရေးသားနေပြီးပြောလို့ရတယ်။ကျွန်ုပ်ကရန်သူကောင်းဆောင်ရှာကြည့်မိတယ်။ရန်သူကောင်းဆောင်ကတမန်းဝင်ပလွေတွေကြားရှိနေလားတွေးမိတယ်။မျက်လုံးကြည့်ရအစာဦးဝင်ပေါက်ရှိရာရောက်သွားတော့တိုက်ပွဲကိုစိတ်အေးနေရက်ကြည့်နေသူတယောက်ကိုတွေ့ရတယ်။ဒီသူကလည်းကျွန်ုပ်ထံလှမ်းကြည့်အကြည့်ချင်းခဏဆုံသွားတယ်။ဒီသူကကျွန်ုပ်ကိုပြုံးပြပြီးလက်ရက်ခေါ်ပြီးတော့စာအုပ်တွင်ဝင်သွားတာတွေ့တယ်။ကျွန်ုပ်အဲ့ဒီလိုလုပ်ရက်ကိုနားမလဲဘူး။သူ့ပုံစံတိုက်ပွဲတွင်ဝင်မပါပဲကျွန်ုပ်ကိုတီးတန့်ရွေးချယ်ခေါ်နေခြင်းပဲကျွန်ုပ်စဉ်းစားမနေတော့ပဲအစာအုပ်တွင်လိုက်ဝင်သွားတော့တယ်။အစာအုပ်တွင်စီမီတော့တွေထွန်းထားပြီးကျဲဝန်းတဲ့အခန်းကျဲတစ်ခုတွေ့တယ်။လူတယောက်အခန်းတစ်ခုတွင်ဝင်သွားကြောင်းရှိခနဲ့တွေ့ရလို့ခမ်းမကျဲကိုဖျက်ပြီးဒီနူဝင်သွားရခန်းကိုလိုက်ဝင်တယ်။ကျွန်ုပ်အခန်းတွင်ဝင်လိုက်တာနဲ့တပြိုင်နက်အခန်းတကားပိတ်သွားတယ်။အခန်းတွင်မီးအောင်မိမ့်မိမ့်မဲရှိတယ်။ညနေကျက်မှာချိတ်ဆွဲထားတဲ့မီးရင်အလင်းရောင်ကမီးအလင်းရောင်ပဲရှိတယ်။ခမည်းရောက်လာပြီဟိုလာမလာပါမလားလို့စောင့်လိုက်ရတာဗျာ။ဟင်မင်းကဘာတူလဲမြန်မာစကားပြောတတ်နေပါလား။တောင်တော်ရှင်မတော့ပြောတတ်သေးတာပဲ။ကျုပ်ပြောတတ်တာအစမ်းမဟုတ်ပါဘူး။ခမည်းတွေ့ချင်နေတဲ့ငရဲတောင်ပေါ်ကမကောင်းဆိုးကတမန်းဝင်ပလွေအဖွဲခေါင်းဆောင်ကကျုပ်ပါပဲ။ဟင်ကျွန်ုပ်နဲ့မျက်နှာချင်းဆိုင်တခြားတစ်ဖက်ကျန်အမောင်တွင်းကပြောလာတဲ့စကားတွေကြောင့်ကျွန်ုပ်အံ့ဩမိတယ်။မြန်မာစကားပြောတတ်တဲ့ဝင်ပလွေခေါင်းဆောင်ကကျွန်ုပ်ရှိကိုရောက်နေပြီ။မင်းတို့ဖွဲ့ကြသွားပြီ။မင်းလည်းအညံ့ခံလိုက်တော့စွမ်းအားကြီးပြီးလက်ဖျားတစ်ပိုင်းလိုဖြစ်နေတဲ့တောင်တော်ရှင်မတော်ခမည်းလက်ချက်နဲ့တေးရသေးတာပဲ။ကျုပ်ဖွဲ့ကြသွားတာထူးဆန်းမဟုတ်တော့ပါဘူး။ကျုပ်အဓိကရည်ရွယ်ချက်ကခမည်းကိုတတ်ဖို့ပဲ။တတ်ဖို့အတွက်လည်းနှစ်ပေါင်းများစွာစဉ်းစားလာခဲ့တာ။ဟင်ဘာကြောင့်လဲမင်းနဲ့ကျွန်ုပ်တွေ့ဘူးသူတွေမဟုတ်တော့လို့ရန်ညိုးရန်စာလည်းရှိတာမဟုတ်ဘဲနဲ့ကျွန်ုပ်ကိုတတ်ဖို့တွေးနေရလေအကြောင်းရင်းရှိတာပေါ့ဗျာတောင်တော်ရှင်မနဲ့ခမည်းတိုက်ပွဲဖြစ်တဲ့နေ့ကအဲ့ဒီနာတက်နေရမှာကျုပ်ရှိနေခဲ့တယ်မင်းရှိတော့ဘာများထူးဆန်းသွားလို့လဲအမောင်တွင်းကပြောနေသူကမင်းအိမ်အောက်တက်တဲ့ကိုရှောက်လာတယ်ကျွန်ုပ်ဒီသူသေချာစိုက်ကြည့်မိတယ်အရှင်မောင်က9ပေခွဲခန့်ရှိမှဖြစ်ပြီးတော့သားဖြူဖြူဗလာတောင်းတောင်းစူးရှာပြီးရက်ဆက်တဲ့မျက်လုံးတွေနဲ့လူတယောက်အသက်ကအလွန်ဆုံးရှိနာ20ကျော်ရွယ်ဒီလူကတမန်းဝင်ပလွေခေါင်းဆောင်ဆိုတာရုံနိုင်ဖွယ်ရမရှိဘူးအမြဲတရိရနေတာဒီလူအကြောက်လန့်ကင်းပြီးဘာမဆိုလုံဝင်တဲ့မျက်လုံးပိုင်ရှင်ခမည်းကောင်းသောတရိရခြင်းမဟုတ်ဘူးမုန်းလို့တက်ပြစ်ခြင်းလို့တရိရနေတာအဲ့ကောင်တွန်းလိုက်တော့အကြောင်းရင်းမရှိတောင်တော်ရှင်မကိုကျွန်ုပ်တန်လို့မုန်းနေရတာမဟုတ်သေးဘူးခမည်းဘာကြောင့်တေးရမယ်ဆိုတာမသေးခင်ဇလန်းတစ်ပုတ်နားထောင်သွားပါဦးသင်းင်းတွေအဆက်မပြတ်ကြာဆင်းနေရနေတဖြည်းဖြည်းပါလာတယ်အသက်73နှစ်အရွယ်လူငယ်လေးတယောက်ကြောက်တုံးတွေနောက်ကနေမြင်ကွင်းတစ်ခုကိုသဲတန်စိုက်ကြည့်နေတယ်လူတိုင်းတွေးဖို့မလွယ်တဲ့တောင်တော်ရှင်မနဲ့လူတယောက်တိုက်ခိုက်နေတဲ့မြင်ကွင်းဖြစ်တယ်
ကောင်လေးကတောင်တော်ရှင်မပိုင်တဲ့နေမြေမှာနေထိုင်သူဖြစ်တယ်သူတို့မျိုးနွယ်ကတမန်းဝင်ပလွေမျိုးနွယ်စုဖြစ်တယ်သူတို့နေသားတွေကတောင်တော်ရှင်မကိုကိုးကွယ်ပြီးမြင်မှုတွေ့ဘူးသူနေပါတယ်လူငယ်လေးကတက်တိရှိပြီးစူးစမ်းလေ့လာလို့စိတ်ရှိတယ်တောင်တော်ရှင်မနဲ့နှစ်ရှည်လများရန်ညိုးရှိသူတယောက်ကိုတောင်တော်ရှင်မဒီနေ့တက်မယ်ဆိုတဲ့တရင်ကသူတို့လူမျိုးနွယ်စုကြားပြန့်နေပြီးဘသူမှလာမကြည့်ဝံ့ပေမဲ့လူငယ်လေးကစိုးရွားတဲ့ရှားတီဥရုကြားကနေမနဲ့စောစောအိမ်ရထွက်လာပြီးတိုက်ပွဲကိုစောင့်ဆိုင်နေခြင်းဖြစ်တယ်။လက်ဖျားမတပါလို့ရွာလူကြီးတွေတောင်တော်ရှင်မကိုပြောကြတယ်။လက်ဖျားမကိုရှင်ပြိုင်နိုင်သူကလက်ဖျားတပါဖြစ်ရမယ်လို့လေသူ့စိတ်ကူနဲ့တွေးနေမိတယ်။တိုက်ပွဲကိုအမှန်တကယ်လက်တွေ့ရတဲ့အချိန်မှာလူငယ်လေးအံ့ဩသွားတယ်။တာမန်လူသားတယောက်နဲ့လက်ဖျားမတပါတိုက်ပွဲဖြစ်နေတာတွေ့ရတယ်။တိုက်ခိုက်မဲ့လူသားလက်မှာဓမြောင်တစ်ချောင်းပဲရှိတယ်။သူ့မျက်လုံးတွေကိုကြည့်ပြီးတော့မိမိကိုယ်ကိုယုံကြည်ချက်ရှိတဲ့ရဲဝန်းနဲ့တက်တီရှိရဲ့မျက်လုံးတွေကိုကြည့်ရင်လူငယ်လေးစက်သိမ်းမွေးညံ့အောင်ထမိတယ်။ဒီတိုက်ပွဲကနောက်ဆုံးဆင့်ကိုရှောက်နေပြီ။တောင်တော်ရှင်မဒီနူဘေးပချလေအရှက်လေးမျက်နှာကနေပြောင်းလိုက်ပေါ်လိုက်ရှိနေတယ်။ဒီနူဘာလို့မလဲလူငယ်လေးစိတ်ဝင်စားစောင့်ကြည့်မိတယ်။တောင်တော်ရှင်မနဲ့တိုက်ခိုက်နေသူကမျက်လုံးမှိတ်လိုက်လို့လူငယ်လေးအံ့ဩသွားတယ်။အခုလိုရေးကြီးတဲ့အခြေအနေမျိုးမှာမျက်လုံးမှိတ်လိုက်ခြင်းကအနည်းရဲ့များလုံးမှန်းဒီနူမသိရောလား။ယူသွားပြီလားလို့စိတ်တွင်တွေးမိတယ်။လူငယ်လေးကတောင်တော်ရှင်မနေမြေမှာနေထိုင်ပေမဲ့အင်အားကြီးသူအင်အားနည်းသူတိုက်ပွဲမှုတောင်တော်ရှင်မရန်သူကိုစိတ်တွင်းကကြိတ်ပြီးတော့အားပေးနေမိတယ်။မြင်လိုက်ရတဲ့မြင်ကွင်းကမယုံကြည်နိုင်စရာမျက်လုံးမိတ်ထားသူကသူ့ရဲ့ဓားကင်လက်ကိုစက်ခနဲလှုပ်ရှားတော့ဓားသွားတောင်တော်ရှင်မရင်ဘတ်မှာစိုက်နေတာတွေ့ရတယ်။တိုက်ပွဲကပြီးဆုံးသွားပြီ။တောင်တော်ရှင်မသူ့ရန်သူဓားချက်နဲ့ကြာရှုံးသွားရပြီ။ရဲဝံစွာရက်နေတဲ့လူကိုတေချာစွာလူငယ်လေးစိုက်ကြည့်မိတယ်။သူလည်းဒီနူလိုရဲဝံနဲ့လူတစ်ယောက်ဖြစ်အောင်ကြိုးစားဖို့တွေးနေမိတယ်။ရွာကိုပြန်ရောက်ပြီးလူငယ်လေးကတောင်တော်ရှင်မနဲ့လူတစ်ယောက်တိုက်ခိုက်ရမှာတောင်တော်ရှင်မရှုံးနိမ့်သွားကြောင်းပြောတော့သူ့စကားကြားတဲ့လူကြီးတွေထိတ်နှံ့ကုန်ကြတယ်။ဘာလို့လူကြီးတွေထိတ်နှံ့သွားတာကိုလူငယ်လေးနားမလည်နိုင်။နောက်မှသိရတာသူတို့အခုလိုဘေးကင်းကင်းနေနိုင်ခြင်းကတောင်တော်ရှင်မအကာအကွယ်ကြောင့်တခြားလူတွေအန္တရာယ်မပြုတ်ဝင်ခြင်းဖြစ်တယ်လို့သိရတယ်။တကယ်လို့တောင်တော်ရှင်မမရှိတော့ကြောင်းသိရင်အားလုံးဘေးဒုက္ခရောက်မယ့်ရည်တွေးပြီးထိတ်နှံ့တုန်လှုပ်နေကြတယ်။သူတို့တမန်းဝင်ပလွေမျိုးနွယ်စုတခြားသူတွေကမနစ်သက်ပဲအမြင့်ပြည့်ချေမုန်းမှုစူးစမ်းနေတာသိရပြန်တယ်။တောင်တော်ရှင်မကိုလူတစ်ယောက်တက်သွားကြောင်းသတင်းရတစားနေတစားတခြားနေတွေကိုပြန့်နှံ့သွားတယ်။တောင်တော်ရှင်မသေဆုံးပြီးတနစ်ခန့်ကြာပြီးတော့တခုသောနေ့မှာလူငယ်လေးကသူ့ဖေနဲ့တောကိုလိုက်သွားတယ်။တောတွင်လိုအပ်တဲ့ဆေးပင်ဆေးမြစ်တွေရှာပြီးသားဖားနှစ်ယောက်ရွာကိုပြန်လာတဲ့အခါဝမ်းနည်းစရာဖြစ်ပျက်ကသူတို့ကိုစောင့်ကြိုနေတော့တယ်။တခြားမဟုတ်ရွာကပြိုပြက်နေပြီးရွာသားတွေအသက်ခံထားရတာတွေ့ရတယ်။ဒီတဲမှာလူငယ်လေးမိခင်လည်းအသက်ခံရတဲ့ထဲပါသွားတော့သားဖားနှစ်ယောက်ပြေးမစင်တဲ့အောင်ခံစားကြရတယ်။လူငယ်လေးကသူ့မိခင်အလောင်းကိုဖက်ပြီးငိုကြွေးတယ်။ထွက်ပြေးတိမ်းရှောင်ပြီးတက်ပြီးကလွတ်မြောက်သွားတဲ့သူတွေရွာကိုပြန်လာပြီးပြောတဲ့စကားအရရွာသားတွေကိုတတ်သွားတဲ့သူတွေကအခုနေရာဒေသခံရွာသားတွေဖြစ်ကြောင်းသိရတယ်။တမန်းဝင်ပလွေမျိုးနွယ်စုတွေဖြစ်ကြလို့သူတို့အတွက်အန္တရာယ်ဖြစ်လာမှတွေးကြောက်ပြီးတက်လိုက်ကြခြင်းလို့သိရတယ်။တခြားသူတွေကိုလည်းဖမ်းခေါ်သွားကြောင်းသိနေရလို့ဖခင်ကြီးနဲ့တခြားသူ3-4ယောက်ဖမ်းခေါ်ခံရတဲ့သူတွေကိုကယ်ဖို့ဆိုပြီးလိုက်သွားတာပြန်ရောက်မလာကြတော့ဘူး။လူငယ်လေးကမိခင်ရောဖခင်မှာတနေ့ရဲဆုံးရှုံးလိုက်ရတယ်။လူငယ်လေးအဲ့ဒီနေ့ကစပြီးမိဘမဲ့ဖြစ်ပြီးကြံနေတဲ့သူ့မျိုးနွယ်စုတွေနဲ့ရွာကိုစွန့်ခွာပြီးတခြားနေရာမှာညှို့ညှို့ဝဲဝဲနေကြတယ်။သူ့မိဘ2ပါးနဲ့ရွာသားတွေတိတ်ဆုံးခြင်းတခြားသူတွေဒုက္ခရောက်ရခြင်းတောင်တော်ရှင်မအကာအကွယ်မရှိလို့သဘောပေါက်လိုက်တယ်။တောင်တော်ရှင်မကိုတတ်သွားတဲ့သူအစသူရဲကောင်းပမာထင်မြင်မိပေမဲ့အခုကဒီလိုမဟုတ်မုန်းတီးစိတ်တွေတနေ့တခြားတိုးလာတယ်။တနေ့ဒီလိုတတ်ဖို့လဲစိတ်ကူးထားတယ်။အရွှေလျှောက်တော့မြို့ဝက်စွာနေတဲ့သူမျိုးနွယ်စုတွေပေါင်းစည်းပြီးသူတို့မျိုးနွယ်တွေကိုတတ်သွားတဲ့သူတွေကိုလက်စားချေပြီးပြန်လဲတိုက်ခိုက်တပ်ဖြတ်ကြတယ်။လူငယ်လေးကရက်ဆက်ပြီးတိုက်ပွဲတွေမှာအနိုင်တိုက်နိုင်တဲ့အတွက်ငငယ်ရွယ်ရွယ်နဲ့နမေရှာလာပြီးသူ့လက်အောက်တွင်သူ့မျိုးနွယ်စုတွေနဲ့ပူဝင်လာကြရင်တစအင်အားကြီးနာတယ်။လူငယ်လေးကတောင်တော်ရှင်မနေသွားတယ်ဆိုရင်ငရဲတောင်ပေါ်တက်ကြည့်တော့အစာအုပ်တစ်ခုတွေ့ရလို့အဲ့ဒီနေရာမှာစကန်းချရင်ရန်သူတော်ကြီးကိုစောင့်ဆိုင်ရင်ရှိနေတယ်။သူတို့လူမျိုးစုမှာမော်ပညာနဲ့ရောဆက်ဟောတဲ့လက်ဆရာမတယောက်လည်းရှိတယ်။မိမိတို့ပိုင်တဲ့နေမျိုးဧည့်သည်သစိမ်းတွေရောက်လာရင်လက်ဆရာမအဟောနဲ့သိနိုင်တော့သူ့ရန်သူတော်ကြီးလာမဲ့နေ့ကိုစိတ်ရှည်လက်ရှည်စောင့်ဆိုင်ရင်ရှိနေတယ်။တခုသောညမှာလက်ဆရာမနှက်ကြည့်တော့သူတို့ပိုင်တဲ့နေအတွင်းလူစိမ်းတွေရောက်နေကြောင်းသိရလို့သူ့တပည့်တွေကိုသူ့ရန်သူပုံစံပြောပြပြီး
လူလှကြည့်ခိုင်းတော့လူစိမ်းတွေကရွာတွင်မှာတဲခုနေရသိရပြီးသူ့ရန်သူနဲ့တူတဲ့သူပါလာသလိုအဖွဲ့မှာမိန်းကလေးတယောက်ပါလာကြောင်းသိရတဲ့အတွက်လူငယ်အထူးတလေဝမ်းသာသွားတယ်။အဖွဲ့ရတရားကိုဖမ်းခေါ်လိုက်ရင်သူ့ရန်သူတော်ကြီးကျင်းသေးပေါက်လိုက်လာမှသိကြတယ်။အဖွဲ့အတွင်းဘသူ့ကိုဖမ်းရမလဲတွေ့တော့မိန်းကလေးကလွဲပြီးတခြားသူမရှိလို့ဒါကြောင့်လှည့်ခွက်တစ်ခုဆင်းပြီးတစ်ဖက်ကအဖွဲ့တစ်ဖွဲ့ကိုအယောင်ပြပြီးတော့နောက်တစ်ဖွဲ့ကရွာအတွင်းဝင်ပြီးမိန်းကလေးကိုဖမ်းဆီးလိုက်ကြခြင်းပဲမိန်းကလေးကိုဖမ်းဆီးရမှာသူ့လူတယောက်ဆုံးရှုံးလိုက်ရပြီးမိန်းကလေးကိုအောင်မြင်စွာဖမ်းဆီးနိုင်ခဲ့တယ်။ဒီလောက်ဆိုခမည်းနဲ့တုတ်ကြဇလန်းကိုသိရောပေါ့ကျွန်ုပ်ကတောင်တော်ရှင်မနဲ့ပတ်သက်ပြီးနောက်ဆက်တွဲဇလန်းရှိမယ်မထင်ခဲ့ဘူး။အခုကြားရတဲ့အခါမှလည်းမယုံနိုင်အောင်ဖြစ်မိတယ်။တမင်တကာမရည်ရွယ်ပေမဲ့မင်းအတွက်ထိခိုက်နာကျင်သွားရတဲ့အတွက်စိတ်မကောင်းပါဘူး။မင်းကလက်စားချေချင်တာမို့လား။သမန်းဝင်ပလွေပုံစံပြောင်းတော့လေတပွဲတလန်အကဲစမ်းကြည့်ကြတာပေါ့။တောင်တော်ရှင်မတော့မကြောက်တဲ့ခမည်းသမန်းဝင်ပလွေလောက်ကိုဘယ်ကြောက်ပါမလဲ။ခမည်းကိုတက်ပြစ်ချင်အောင်မုန်းနေကြပဲ။အဲဒီစိတ်တဲ့တက်တီကိုသဘောကျမိပြန်တယ်။ဒီဘဝတော့မိတ်ဆွေမဖြစ်နိုင်တော့ဘူး။နောက်ဘဝကျမှမိတ်ဆွေဖြစ်ကြတာပေါ့။လူငယ်စကားပြောရင်နောက်ဆုတ်ပြီးအမောင်တွင်းဝင်သွားတယ်။ကျွန်ုပ်တရိုးလက်နှစ်ဖက်နဲ့တင်းတင်းဆုပ်ကိုင်းပြီးတိုက်ခိုက်ဖို့အသင့်ပြင်ထားတယ်။ရိုးစစ်တွေတဖြောက်ဖြောက်မြည်တမ်းကြားရပြီးမန်ဖီတန်တစ်ချက်ကြားရတယ်။ဟင်ရုတ်တရက်ကျွန်ုပ်ရှိခုန်ထွက်လာတဲ့သမန်းဝင်ပလွေကိုကြည့်ပြီးအံ့ဩမှင်သက်မိတယ်။သမန်းဝင်ပလွေကိုယ်ထဲမှာတန်ချက်ဝတ်တစားတစုံတက်ဆင်ထားတာတွေ့ရတာကြောင့်ပဲကျွန်ုပ်ကိုတက်ဖို့နှစ်ပေါင်းများစွာစီစဉ်ထားပုံရတယ်။သမန်းဝင်ပလွေဖြစ်တော့မနှဲရှင်ဆိုင်ရမှာဖြစ်တော့တန်ချက်ဝတ်ကိုယ်ထဲပါတဲ့အခါကျွန်ုပ်အမှန်တကယ်မလွယ်တဲ့အခြေအနေကိုရောက်နေပြီ။ကျွန်ုပ်ရှိကိုသမန်းဝင်ပလွေခုံဝင်ပြီးလက်နှစ်ဖက်ကလက်သေးနဲ့ကုတ်ချစ်တော့ကျွန်ုပ်ဘေးကိုခုံရှောင်ပြီးဓာတ်နဲ့ခုတ်ချပြီးမိဓာချက်ကတန်ချက်ကဝစ်စုံပဲထိသွားတယ်။သမန်းဝင်ပလွေကျွန်ုပ်ကိုအသေးအတန်လိုက်ပြီးကုတ်ချစ်ခိုက်ခဲဖို့ကြိုးစားနေတယ်။ကျွန်ုပ်ကလည်းအခန်းအတွင်းလှည့်ပတ်ပြေးနွားရှောင်တိန်နေရတယ်။ဒါပေမဲ့လှင့်မြန်ပြီးအင်အားကြီးတဲ့သမန်းဝင်ပလွေလက်သေးကုတ်ချက်နှစ်ချက်ခံထားရတယ်။ကြောမှာတစ်ချက်လက်မောင်းမှာတစ်ချက်ခံထားရခြင်းဖြစ်တယ်။ကျွန်ုပ်တန်ချက်ကဝေသမန်းဝင်ပလွေကိုဘလို့မှမရှင်းနိုင်ဘူး။သူ့စိတ်ကြိုက်တိုက်ခိုက်မှုပဲပြေးနွားရှောင်တိန်ရှိနေတယ်။သမန်းဝင်ပလွေကကျွန်ုပ်ကိုအညှိုးတင်းနေရှိတော့အစိတ်စိတ်မွာမွာဆွဲပြဲကြိုက်ပြဲဖို့ကြိုးစားနေတယ်။နောက်တစ်ချိန်ရှင်ဘက်ကိုလက်သေးနဲ့ကုတ်ဆွဲခံရလို့အသေးခိုင်မတန်နာကျင်မှုနဲ့အတူအားကနေအတန်ထွက်ပြီးអော်လိုက်မိတော့တယ်။ကျွန်ုပ်ဘေးကိုရှောင်တင်းရင်နေရာမှာကြောကပ်ထားလိုက်တယ်။သမန်းဝင်ပလွေကလက်ဆွဲမီးရင်အောက်မှာရက်ပြီးကျွန်ုပ်ကိုရက်ဆက်တဲ့မျက်လုံးတွေနဲ့ရက်ကြည့်နေတယ်။သူကြည့်ရတာကျွန်ုပ်ကိုအလွယ်တကူအနိုင်ရနေပြီမို့တခါတည်းတက်ဖို့ထက်နှိပ်ဆက်ပြီးတက်ဖို့စဉ်းစားထားပုံရတယ်။လှုပ်ရမ်းနေတဲ့လက်ဆွဲမီးရင်အလင်းရောင်အောက်မှာတွေ့နေရတဲ့သမန်းဝင်ပလွေရကြောက်မဲ့ဖွယ်ရာပုံစံရှိနေတယ်။ကျွန်ုပ်ရုတ်တရက်ဆိုသလိုခေါင်းတွင်အကြံတစ်ခုပေါ်လာတယ်။စွန့်စားရမယ့်အကြံဖြစ်ပေမဲ့စွန့်စားကြည့်ဖို့စဉ်းစားလိုက်တယ်။မောပန်းနွမ်းနေပြီးအာရော့နေပေမဲ့ရှိသမျှအားကိုစုလိုက်တယ်။ကျွန်ုပ်လက်တွင်းရဓာတ်နဲ့တိုက်ခိုက်မယ်အယောင်ပြပြီးသမန်းဝင်ပလွေခေါင်းထက်ကမီးအိမ်ကိုဓာတ်နဲ့လှမ်းပစ်လိုက်ခြင်းပဲ။သစ်ဆေးတွေထည့်ပြီးထုံးတဲ့မီးအိမ်မှုမီးပူရှိန်နဲ့စုခဲနေတဲ့သစ်ဆေးမီးတောက်တွေအောက်ကိုပြုတ်ကျပြီးသမန်းဝင်ပလွေကိုယ်ပေါ်ပြုတ်ကျပြီးတော့ချက်ဝစ်တစားမှာသစ်ဆေးမီးတောက်တွေပြန့်နှံ့ကုန်တော့တယ်။ပြင်းမမထားတဲ့ဖြစ်ပျက်ကြောင့်ချက်ဝစ်တစားကိုမီးလောင်နေတဲ့သမန်းဝင်ပလွေအာယုံတွေထွေပြားနေတဲ့ချိန်ကျွန်ုပ်ဓာတ်ပြုတ်ကျသွားတဲ့နေရာကိုမှတ်ထားတာမို့သမန်းဝင်ပလွေကိုကိုယ်ပဲ့ပြေးနွားပြီးပြုတ်ကျနေတဲ့ဓာတ်ကိုပြေးကောက်တယ်။သူ့ကမီးကိုညှိမ့်မှုစူးစမ်းနေတဲ့သမန်းဝင်ပလွေရှိကိုပြေးသွားတော့သူ့ရှိကိုရုတ်တရက်ရောက်လာတဲ့ကျွန်ုပ်ကြောင့်သမန်းဝင်ပလွေကကျွန်ုပ်ကိုတိုက်ခိုက်ဖို့စူးစမ်းလိုက်ပေမဲ့ကျွန်ုပ်ကရသမျှအခွင့်အရေးကိုအလင်းအမြန်အသုံးချလိုက်တော့တယ်။ကျွန်ုပ်ဓာတ်သူ့မေးအောက်ကတဆင့်ထိုးသွင်းလိုက်တဲ့ဓာတ်ချက်ကဦးခေါင်းကဖောက်ထွက်သွားခဲ့ပြီ။သူ့ရဲ့လက်နှစ်ဖက်ကလည်းကျွန်ုပ်ပခုံးစုပ်ကိုင်ထားတော့လက်သေးတွေအသားအတွင်းနှိပ်ဝင်ပြီးသွေးတွေစီးကျနေတယ်။ကျွန်ုပ်လက်နှစ်ဖက်လက်ကဝက်ကိုတပြိုင်တည်းလှုပ်ရှားပြီးသမန်းဝင်ပလွေလက်နှစ်ဖက်ကိုပယ်ထုတ်လိုက်တော့သမန်းဝင်ပလွေလက်နှစ်ဖက်ကိုထိပြီးလက်သေးတွေကျွတ်ထွက်သွားသလိုသမန်းဝင်ပလွေလည်းတအီအီလဲပြိုသွားတော့တယ်။ကျွန်ုပ်လည်းမောပန်းပြီးသွေးထွက်လွန်နေရမှုတစ်ချက်ဒူးထောက်ထိုင်ကျသွားတယ်။ကျွန်ုပ်ကိုရန်ညှိုးထားပြီးတက်ဖြတ်ဖို့နှစ်ပေါင်းများစွာကြံစီအားထုတ်ကြိုးစားခဲ့တဲ့သမန်းဝင်ပလွေသေဆုံးသွားပြီမို့သူ့ရန်ညှိုးလည်းအဆုံးသက်သွားခဲ့ပြီ။ကျွန်ုပ်အားတင်းထားလိုက်ရင်တရင်တရိုင်ခြေနှမ်းတွေနဲ့ခန်းတကားဖွင့်ပြီးအပြင်ထွက်လိုက်တယ်။အခုနေရာမှာမင်းလုံးကြောင်းနောက်ပိုင်းသူပြောပြချက်အရပြန်ပြောရမယ်ဆိုရင်မင်းလုံးကအဖွဲကခွဲထွက်ပြီးဝတ်တင်နဲ့တာဝသမန်းဝင်ပလွေကိုတိုက်နေတဲ့ချိန်အစာကိုတွဲတက်ပြီးခေါင်းမိုးပေါ်ရောက်လာတယ်။ခေါင်းမိုးပေါ်ကတဆင့်ဘေးဘက်ပြတင်းပေါက်ကိုတွဲခိုဆင်းပြီးပြတင်းပေါက်ကတဆင့်အစာအုပ်တွင်ဝင်ခဲ့တယ်။
ပြင်ဘက်မှာတိုက်ပွဲပြင်းထန်နေရကြောင်းအထဲမှာလူရှင်းနေတော့ပိတ်ထားတဲ့ခန်းတကားကိုဖွင့်ပြီးနော်ယာကိုလိုက်ရှာမိတယ်။နော်ယာတန်တိုင်မှာကျိုးချီထားတဲ့မိန်းကလေးတယောက်ကိုအခန်းတစ်ခုအတွင်းတွေ့ရလို့လင်းမြန်ဝင်သွားတယ်။နော်ယာရှင်ဘက်ပေါ်ကောင်းကိုက်ဆိုင်ကြပြီးသတိလင့်နေရတူတယ်။အလင်းမြန်ပြေးပြီးတုံနောက်ထားတဲ့ကျိုးတွေကိုဖြီးနေတဲ့ချိန်စိတ်အတွင်းမသိငါသလိုခံစားရလို့နော်ယာကိုကြည့်လိုက်တော့ဓမြောင်တစ်ချောင်းသူ့ထံတိုးဝင်လာလို့တဲတန်နောက်ဆုတ်လိုက်ရတယ်။မင်းမတူလေသူ့ကိုဓမြောင်နဲ့ထိုးတဲ့မိန်းကလေးကခေါင်းမော့လာတော့ခက်ချောချောမိမတယောက်ဖြစ်နေတာတွေ့ရတယ်။မိန်းကလေးကချောတာမှတ်မိမဲ့စိတ်မမှန်သူလို့အတန်တိတ်ရှိပြရင်ဓမြောင်တစ်ချောင်းစီကိုလက်မှာဝေယမ်းနေတယ်။မော်နှက်เสียမှာဆိုတာနင်ကြားဘူးမှာပေါ့။အဲ့ဒါငါပဲ။အော်ငါကနှက်เสียမှာဆိုလို့အသက်ကြီးကြီးထင်းနေတာတော်ငယ်သေးတာပဲ။နင်တော့ငါနဲ့တွေ့ရကန်ဆိုးတာပဲ။ငါကလူသက်ချင်းနေတာ။မိန်းကလေးကမင်းလုံးကိုစတင်တိုက်ခိုက်တော့တယ်။ဓမြောင်နှစ်ချောင်းကရိုးရိုးဓမြောင်မဟုတ်ပဲတန်ကျိုးတွေနဲ့ချိတ်ဆက်ထားတဲ့ဓမြောင်ဖြစ်နေတယ်။ကျိုးတက်ဓမြောင်သုံးတက်သူနှစ်ယောက်စုံတဲ့ပွဲဖြစ်နေတယ်။မော်နှက်เสียမှာမင်းလုံးလိုကျိုးတက်ဓာတ်တစ်ချောင်းပဲကင်သုံးတက်တာမဟုတ်ကျိုးတက်ဓာတ်နှစ်ချောင်းတပြိုင်တည်းသုံးပြီးတိုက်နေခြင်းပဲကျွမ်းလင်းအလွန်ကျွမ်းကျင်တဲ့အတွက်မင်းလုံးတရှိနဲ့ခုခံကာကွယ်ရင်းတချို့ရှောင်တိန်နေရတယ်။သူ့ရဲ့ကျိုးတက်ဓမြောင်မသုံးသေးပဲနောက်ဆုံးမှထုတ်သုံးမှုတွေးထားတယ်။မော်နှက်เสียမှာမင်းသမီးတယောက်လားကျိုးတွေကိုဝေယမ်းပြီးဓာတ်နှစ်လက်ကိုမင်းလုံးထံပြင့်နေတယ်။မင်းလုံးကကျိုးတက်ဓာတ်အကြောင်းနားလေရမှုဂရုရဆိုင်ရှောင်တိန်လိုက်တရှိနဲ့ကာကွယ်လိုက်နေရှိနေတယ်။မင်းလုံးကသူ့ပိုင်နိုင်မဲ့အကွက်ကိုစိတ်ရှည်နဲ့ရှည်စောင့်နေတစ်ဖက်ကလည်းပညာရှင်အဆင့်မှုအမှားယွင်းနေလာတယ်။သူ့အသားနာမခံပြီးအခွင့်အရေးရှာမှာမဟုတ်မှန်းသားနေတဲ့အတွက်အသားအနာခံပြီးတိုက်ဖို့ဆုံးဖြတ်လိုက်တယ်။တစ်ဖက်ကပြင်းလိုက်တဲ့ဓာတ်အကြောင်းကသူ့ဘေးကဝိုက်ထွက်သွားတော့ကျိုးလင်မှာဓာတ်ကိုထောင်ထားလိုက်တော့ဓာတ်သွားမှတန်ကျိုးရစ်ပတ်သွားတယ်။နောက်ဓာတ်အကြောင်းကညာဘက်ရှင်ဘက်စီတိုးဝင်လာတော့မရှောင်မဲငြိမ်နေတဲ့ချိန်ဓာတ်သွားမင်းလုံးရှင်ဘက်ကိုတဝက်ကျော်တိုးဝင်သွားတော့တယ်။နာကျင်မှုကိုအန်ကျိတ်ခံရင်ဓာတ်ကင်လက်ကိုနောက်ကိုစောင့်ဆွဲတော့ဓာတ်မှရှစ်ပတ်နေတဲ့တန်ကျိုးကြောင့်တန်ကျိုးစာကိုကင်နေမော်နှက်เสียမှာရှေ့ကိုငိုက်ကြလာတဲ့ချိန်မင်းလုံးလက်တစ်ဖက်ကရှေ့ကိုစက်ခနဲ့လွှဲပြစ်လိုက်တယ်။မော်နှက်เสียမှာလဲပေးမှာမင်းလုံးကျိုးတက်တာစိုက်ဝင်သွားတော့တယ်။မချိမဆန့်ဝေဒနာခံစားနေရတဲ့ကြားကနေမင်းလုံးမယုံနိုင်စွာကြည်ရင်လဲကျသွားတော့တယ်။ကျိုးတက်တာကိုကျွမ်းကျင်စွာသုံးတတ်ပါရင်နဲ့မသုံးမဲနောက်ဆုံးချိန်ကျမှထုတ်သုံးတဲ့မင်းလုံးကိုမယုံနိုင်စွာကြည်သွားခြင်းဖြစ်တယ်။မင်းလုံးသူ့ရင်ဘက်မှာစိုက်ဝင်နေတဲ့ဓာတ်ကိုအန်ကျိတ်ဆွဲထုတ်တော့သွေးတွေပန်းထွက်လာတယ်။မင်းလုံးတန်ရာကိုအရှိမဆိုင်အားနော်ယာကိုလိုက်ရှာတော့အခန်းတစ်ခုအတွင်းပိတ်လောင်ထားတာတွေ့လို့ကဲထုတ်ပြီးအပြင်ကိုပြန်လာတော့အပြင်ဘက်မှာတိုက်ပွဲကပြီးဆုံးနေပြီ။ဦးတန်ရာကြီးအများကြီးဖာလာဦးရဲ့ရတယ်နော်ယာဦးဘာမှမဖြစ်ဘူး။နော်ယာဘေးကင်းတာပဲဝမ်းသာလှပါပြီ။ဦးနော်ယာကိုတယောက်တည်းမထားခဲ့ပါနဲ့။ကျွန်ုပ်အစာဦးဝင်ပေါက်နေနော်ယာနဲ့တွေ့တဲ့ချိန်နော်ယာအတွက်စိတ်ချရပြီမို့တင်းထားတဲ့စိတ်ကိုနှုတ်ချလိုက်တော့တနောကလုံးအမောင်တီကျသွားတော့တယ်။အချိန်ဘလောက်ကြာအောင်လွင်မျောနေတဲ့မစိုးနိုင်တဲ့စိတ်ကိုကျွန်ုပ်ပြန်ဖမ်းဆုံးမိတဲ့အချိန်စက္ကန့်နဲ့မျက်လုံးဖွင့်လိုက်တယ်။ဦးတတိယပြီလားဦးတခြားသူရောနော်ယာသူတို့ရောဘေးကင်းရလားကျွန်ုပ်ဘေးမှာရှိနေတဲ့နော်ယာကျွန်ုပ်တတိယလာခြင်းအတွက်ဝမ်းသာအားရရှိနေတဲ့ချိန်တခြားသူတွေကိုစိုးရိမ်ပြီးမေးနိုင်မိတယ်။ကိုရနောင်တယောက်ပဲတန်ရမရတာကျင်းတဲ့သူရဲ့အနေချင်းအားလုံးတန်ရရတယ်။ဒီထဲမှာဦးကအဆိုးဆုံးပဲတကူလုံးကုတ်ချရတွေကြီးပဲသမီးကြည့်တာမကြည့်ရင်အမကြီးဒီပရာတို့ကတန်ရကိုစိတ်ခုပေးခဲ့တာဦးနဲ့အတော်ရင်းနေတာဦးသတိမိတ်နေတော့မနာမနေဆေးထည့်ပေးလိုက်တချို့တန်ရတွေကိုချုပ်ပေးလိုက်လုပ်နေတာဒီပရာသူတို့ကဘယ်မှာလဲဦးသတိမိတ်နေတာ3ရက်ရှိပြီသူတို့အဖွဲ့တွေမနေ့ကပဲပြန်သွားကြပြီသတိရရင်နှုတ်ဆက်တယ်ပြောပေးပါတဲ့သူတို့အချိန်မရလို့ပြန်သွားပါပြီတဲ့ကျွန်ုပ်သတိရကြောင်းသိလို့ပြင်ဘက်မှာရှိနေတဲ့ကျွန်ုပ်လူ3ယောက်ဝင်လာကြတယ်အားလုံးဝမ်းသာအားရနှုတ်ဆက်လာကြတယ်ကျွန်ုပ်တို့ယာယီစခန်းမှာရှိနေကြခြင်းဖြစ်တယ်ကျွန်ုပ်တို့သွားမယ့်ရီမန်းချက်ပန်းတိုင်းမရောက်သေးလို့နောက်ထပ်ခရီးဆက်ရအောင်မယ်လက်တလုံးမှာတော့ကျွန်ုပ်တန်ရာရထားလို့နားရအောင်မှာဖြစ်တယ်ပရိသတ်များရှင်ဒီနေ့ရဲ့တင်ဆက်မှုကိုဒီလောက်နဲ့ပဲရပ်နားချင်ပါတယ်နားဆင်ပေးခဲ့တဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်